အားလုံးပဲမင်္ဂလာပါရှင်။စာဖတ်တဲ့ audio book channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီဇင်ဘာကျောင်းပိတ်ရက်မှာကိုထွန်းပြန်လာတယ်။ရန်ကုန်သားဖြစ်သွားတဲ့ကိုထွန်းကပို့ပြီးတော့ချောနေတယ်လို့ရုပ်ကလည်းတန့်ပြန့်နေတယ်။ကိုထွန်းပြန်လာတာကြောင့်တအိမ်လုံးပျော်နေကြတယ်လို့ကြာညိုကတော့အကဲဆုံးပေါ့။ချစ်ထွေကအဖေနဲ့ကွေးနဲ့လိုက်သွားတာကြောင့်အိမ်မှာမရှိထွန်းထွန်းကတငယ်ချင်းတွေကိုလိုက်နှုတ်ဆက်မဲဆိုလို့ကြာညိုနဲ့အတူတူထွက်လာခဲ့တယ်။အဖွားကမလွတ်ချင်ပေမဲ့ခဏလေးပါလို့ပြောခဲ့ရတယ်။ထွန်းထွန်းကမြို့ထဲကိုတန်းမသွားပဲကြောင်းသွားတဲ့လမ်းကြောင်းအတိုင်းလာခဲ့ကြတယ်။ကိုထွန်းမြို့ထဲသွားမယ်ဆိုဘာလို့ဒီဘက်ကလာတာလဲ။ကြောင်းအောင်ကြည့်ပြီးတော့ပလိတ်ဝင်းဘက်ကသွားမယ်လေ။အိုးအဲ့ဒါပိုဝေးတာပေါ့။ဝေးလေရွှေချားနဲ့စကားပြောခြင်းလို့အကြံဖန်လောက်တာဟိုးရှိရအကျော်ထဲမှာထိုင်ကြမယ်လေအကျော်ထဲမှာအကျော်မှာပြီးတော့စားကြတယ်ဒီအကျော်တဲလေးကကြာညိုစားနေကြကြောင်းပိတ်ရက်မလို့လူရှင်းနေတယ်ကြာညိုတို့နှစ်ယောက်ကတစ်ပင်ရိပ်မှာချထားတဲ့ခုံဝိုင်းလေးမှာထိုင်လိုက်တယ်အကျော်တဲ့အတော်ကြီးကလည်းသူ့အလုံးနဲ့သူရှုပ်နေတယ်ရွှေချားမောင်ချစ်လာရင်ဟာကွာဘာမောင်လဲမခေါ်ပါဘူးခေါ်ရမယ်ကွာဘာလဲမင်းမခေါ်ရမယ့်သူရှိနေလို့လားကိုထွန်းနော်ကြာညို့လာမစွနဲ့ကဲလုံးပါလာသေးလားကြာညို့တို့ရှီလိုက်ကြတယ်ပြောလေကွာချစ်တယ်လို့ကြာညို့ကခေါင်းငိမ့်ပြလိုက်တယ်မရဘူးကွာမရဘူးပါဇက်ကပြောတွန်းတွန်းကကြာညို့ရဲ့လက်ကလေးတွေကိုစုပ်ကင်လိုက်တယ်ချစ်ပါတယ်လို့ပြောပြီးပြီပဲမောင်လည်းတိတ်ချစ်မိနေပြီရွှေချာရဲ့မောင်ကိုပြစ်မသွားပါနဲ့နော်အိုးမောင်ကလေကောင်းကြီးကမစီဆန်ချမ်းကစီးနေပြန်ပြီအဲ့ဒီစကားကြာညိုကပြောရမှာပါနော်မောင်ကသာတစ္ဆာမဲကြည့်ကြာညိုလိုက်လာမှတိလားဘဝမှာပထမဆုံးချစ်သူနဲ့တူတူတွေ့ရတာကြောင့်ကြာညိုတကူလုံးနတ်ပူးသလိုခံစားနေရတယ်ထွန်းထွန်းကကြာညိုနာကိုပူးကတ်လာတော့မောင်တော့ရေမွေးတွေပိုင်းနဲ့ဖြစ်လာပြီပေါ့ဟုတ်လားအရင်ကကြာညိုရေမွေးဆိုရင်ကြတော့ပြောဆိုနေပြီးတော့ကြာညိုနာကတ်မှာမလို့မွေးအောင်ဆွတ်လာတာပါဗျကြာညိုကရေမွေးနဲ့ကြိုက်တယ်မဟုတ်လားမွေးကြည့်စမ်းပါထွန်းထွန်းကသူ့ရဲ့ရင်ဘတ်ကိုအတင်းမွေးခိုင်းနေလို့ကြာညိုမနေတတ်တော့ပြီးတော့ကြာညိုရဲ့နှဖူးလေးကိုရှုပ်ကနေနမ်းလိုက်တာကြောင့်ကြာညိုလန့်ဖြန့်သွားတယ်။မောင်တော့လူလေးမကြနဲ့အဖွားတို့စိတ်ပူနေမယ်ပြန်ကြရအောင်။နေပါအောင်ကြာညိုရဲ့ချစ်ထွေးမရှိတော့လွတ်လွတ်လပ်လပ်လဲရတာဒီကောင်းကြီးရှိရင်မျက်နှာပူရတယ်။ဟုတ်တယ်မောင်ရဲ့မောင်သွားတော့ချစ်ထွေးလေသူ့ရဲ့တဲလေးမှာနှစ်ညလုံးလုံးငိုလို့ဒေါ်ငယ်တို့မနှဲကိုဖြောင်းပြထားရတာစိတ်တောင်မကောင်းဘူး။ဘာလဲမောင်နဲ့ခွဲရလို့လား။ဟုတ်လိမ့်မယ်အာကြီး။ကြာညို့ကိုဆုံးရှုံးသွားလို့တဲ့။အခုတော့လေချစ်အားငယ်ရတဲ့ချစ်တွေလည်းပုံမှန်ပြန်ဖြစ်သွားပါပြီ။ကြာညို့ပေါ်မှာလည်းညီမလေးလိုပဲဆက်ဆံနေ။အေးကွာမောင်လေးစိတ်မကောင်းပါဘူး။ဒီကောင်ကြီးကမောင်ပေါ်တော့အနိုင်မယူချင်ရှာဘူး။တော်ပါရဲ့ကွာ။ကဲပါမောင်ရဲ့အဲ့ဒါလေးပြောမနေနဲ့တော့ပြန်ကြရအောင်နော်။အဖွားစိတ်ပူနေလိမ့်မယ်အဖွားတို့ကစိတ်ပူမှာမဟုတ်ပါဘူးဗျအဖေတို့အမေတို့ကလည်းသဘောတူထားပြီးသားပဲဟာအောက်မှာဘာအဖေလဲမခေါ်ပါနဲ့နော်ဟာရောက်ကမတွေကိုအဖေမေလို့ခေါ်တာစမ်းလားဒါတဲ့မောင်ကိုမေးရအောင်မယ်စာထဲမှာပါတဲ့အဖေကိုဂရိပေးထားတယ်ဆိုတာဘာလဲကြာညိုအရန်သိချင်နေလို့အဖေကမောင်ကိုသူ့သမီးနဲ့လက်ထပ်ပေးမယ်တဲ့တခြားဘသူ့ကိုမှမယူရဘူးတဲ့ဒါဆိုမောင်ကဆရာဝန်ဖြစ်ချင်လို့ကြာညို့ကိုလက်ထပ်မှာပေါ့အဲ့လိုလည်းမဟုတ်ဘူးလေကွာသူသမီးကချစ်နေတာသူသိလို့ပေါ့သိပါတယ်ကြာညို့ကမောင်ကိုစပြီးချစ်ရတာပါနော်မောင်ကတော့ကြာညို့ကိုမချစ်ပါဘူးဟောကြည့်စမ်းငိုတော့မယ်ရေနွေးကရပေးဖယ်ထားမှဖြစ်မယ်တော်ကြနေကောက်ထုခံနေရအောင်မယ်စိတ်ချောင်းသူလေးတွေကချောလာရင်ချောလဲချောတယ်အနားအဖြတ်သွားရင်တောင်တအားကိုမှုေးတာဟုတ်မှာပါလေကြာညိုကငပိနဲ့နန်းနေသူဆိုတော့မရှင်ရဲပါဘူးကြာညိုကဝမ်းနေသွားပြန်နေနန်းလို့လားနန်းမနန်းမှုေးကြည့်မယ်လာစမ်းမနန်းမဘူးကွာတော့ပြီကွာမောင်ကရန်ကုန်ရောက်မှအရန်တက်လာတယ်ပြန်ကြမယ်ထွန်းထွန်းကជីជីနူးနူးနဲ့ရီနေတယ်မောင်မြို့ရဲမသွားရင်ပြန်ကြမယ်လေမပြန်သေးပါဘူးစမ်းချောင်းလေးကိုသွားကြည့်အောင်မယ်ကြာညိုတို့ကျောင်းသားမှာအမြဲတမ်းကြည်လင်နေတဲ့စမ်းချောင်းလေးရှိတယ်အဲ့ဒီစမ်းချောင်းလေးမှာအာထကတစ်ကျောင်းသားကျောင်းသူတွေရဲ့နှစ်သက်ကြည်နူးစရာရင်ခုန်စရာနေရာလေးဖြစ်တယ်။ဒီစမ်းချောင်းလေးမှာပဲကြာညိုတို့ငယ်စဉ်ကလေးကစော့ကစားခဲ့ကြတယ်။ကြာညိုနဲ့မောင်တို့စမ်းချောင်းလေးကိုရောက်တော့သ
ဘာဝဖန်တီးပေးထားတဲ့ကြောက်တုံးပေါ်မှာနှစ်ယောက်သာထိုင်မိကြတယ်။မောင်ကရေမုံလေးတွေနဲ့ကြာညို့မျက်နှာကိုလှမ်းတောက်လိုက်တယ်။ပြီးတော့အနီးတစ်ဝိုက်ကနဘူးကြုံနေစီကနဘူးပွင့်လေးတွေကိုခူးပြီးစမ်းရည်တွေကိုမျောလိုက်တယ်။ပွင့်ပတ်ဝါဝါလေးတွေကစမ်းချောင်းလေးကိုစီးမျောသွားတယ်။မောင်ကသူ့အလွန်ကြိုက်နေတဲ့အလွမ်းတွေကိုစမ်းရည်ထဲမှာမျောလိုက်မယ်ဆိုတဲ့သချင်းကိုမတိုးမကျဲညီးနေတယ်။မောင်ကြာညို့ရဲ့ချစ်တွေကိုရောဒီလိုပဲမျောလိုက်မှလားဟင်ကြာညို့ကလည်းကွာနမိတ်မရှိတာအခုပဲချစ်အခုပဲပြည့်ရမှာလားထုံထုံကကြာညို့ကိုဖက်ရင်းနဲ့မောင်ချစ်ကိုယုံမှချစ်ရဲ့ဟောဟူမှမြင်နေရတဲ့မြားတပိတ်ဖျားကြီးနဲ့နေမိန်နာဖျားကိုတိုင်တယ်ပြီးတော့တစ္ဆာဆိုပါရဲကွာတကယ်ထုံထုံရဲ့နှစ်သိမ့်မှုကြောင့်ကြာညို့ကျေနပ်ပီတိဖြစ်သွားရတယ်နောက်တစ်နေ့ဦးလေးဖူးမောင်နဲ့တူကိုထွန်းတယောက်လေထဲကိုလိုက်ဖို့ပြင်တော့ကြာညိုကလိုက်ချင်ပေမဲ့အမေကတော့မထည့်ဘူးမောင်ဟိုမှာမအိမ်နဲ့နော်ညနေပြန်လာခဲ့တိလားအဖေခေါ်ထားရင်တော့အိပ်ရမှာမရဘူးကွာပြန်လာဆိုပြန်လာဦးလေးကိုကြာညိုမှာလိုက်မယ်ကြာညိုကသွားကန်နီးမှာတိုးတိုးကပ်ပြီးပြောလိုက်တယ်ကျောင်းပိတ်ရက်ကခဏလေးလိုပဲမောင်ပြန်ကန်နီးအမေကငပိကျော်ဘာလက်ချောင်းကျော်လက်ဖက်ကအစစားစီရအစုံလှုပ်ပေးလိုက်တယ်အဖေကလည်းမအားအမေကလည်းမအားဆိုတော့ချစ်ထွေးနဲ့ကြာညိုပဲလိုက်ပို့ပေးတယ်ချစ်ထွေးကြာညိုကိုစောင့်ရှောက်ပါကွာမင်းလည်းဒီနေ့အောင်ကြိုးစားနော်ကံဖို့တငယ်ချင်းဟာငါကံမကောင်းတတ်ဘူးကွာချစ်ထွေးကအတိတ်ပဲပါတဲ့စကလုံးနေနဲ့ပြောလိုက်တယ်ကဲရထားမလာခင်မင်းတို့အလွမ်းတယ်ကြအောင်ငါဟိုဘက်ကိုလမ်းလျှောက်လိုက်အောင်မယ်ချစ်ထွေးထွက်သွားတော့ထွန်းထွန်းကချစ်ထွေးလည်းတနာပါရဲကွာသူကြာညို့အတွက်တော်တော်ခံစားနေရတဲ့ပုံပဲဒါပေမဲ့တငယ်ချင်းကောင်းပြီးတာတယ်ကြာညို့လည်းချစ်ထွေးစကားကိုနားထောင်နော်မောင်ကလည်းချစ်ထွေးကိုများအံ့နေရသေးတယ်ကြာညို့လောက်တောင်တက်တိမရှိဘူးသိပါတယ်ဗျာမင်းကိုထိမ့်ဖို့မှာတာမင်းကစွတ်တရွတ်လောက်တက်လို့လေမောင်နော်လေးအသက်မပြောင်းနဲ့အခုကလေးကကြာညို့ကိုစိတ်မရှိချင်တော့ဟုတ်လားမောင်ကကြာညို့ကိုကောင်းစီခြင်းနဲ့စိတ်နာနေပါကွာဘာလဲမောင်ရဲ့ဇနီးတောင်းလေးကိုဒီလောက်လေးတောင်ပြောလို့မရဘူးလားမောင်ကဒီကိစ္စအတွက်ကြာညို့ကိုအပြစ်တစ်ခုလိုမြင်နေတာကိုကဲပါသွားကန်နီလာကန်နီချစ်တွေးစကားနားထောင်ပါမယ်ရှင်မောင်သာတစ္ဆာမဖောက်ပါနဲ့ကြာညို့ကလည်းကွာမယုံရင်ဒီနေ့ဖြေပြီးတာနဲ့အဖေတို့ကိုဖွင့်ပြောပြီးလက်ထပ်မယ်လေမောင်ကကြာညို့တို့ကိုမိခိုနေရတာပါဟော်ရီယာတထေးသမီးလေးကိုမတော်လန်ရဲပါဘူးဗျာထွန်းထွန်းစကားကြောင့်ကြာညို့ကျေးနဲ့သွားရပြန်နေမောင်ဒီတစ်ခါရောအဖေကမောင်ကိုပတ်စံပေးသေးလားပေးပါတယ်အဖေကရန်ကုန်လိုက်ဖို့ကလေးကဘန်မှာငွေထည့်ထားပြီးခဲ့တာကြာညိုလည်းတည်တာနဲ့သူ့တမလောင်ပွေလို့ရှုပ်လို့မရအောင်လို့အတောက်အတင်းအာထွန်းထွန်းစကားမဆုံးခင်ကြာညိုကပေါင်ကိုဆွဲလေလိုက်လို့ထွန်းထွန်းနာသွားတာကြောင့်တအားអော်လိုက်တယ်ထွန်းထွန်းကကြာညိုပခုံးလေးကိုဖတ်ထားတာကြောင့်ကြာညိုလည်းအလိုက်တသက်ထွန်းထွန်းရဲ့ပခုံးပေါ်ခေါင်းလေးမိထားလိုက်တယ်မောင်ရဲ့မောင်ကြာညိုတိတ်ချစ်တယ်သိလားမောင်ရောပဲလေပြိုင်မလားစိန်လိုက်လေဟောရထားလာပြီစားချက်တော့ကြာညိုကျမ်းမာကြီးလည်းခယူဆိုင်စာမွေးရလည်းတိတ်မလို့တော့ဘူးရှောက်လဲလဲမနေနဲ့မောင်ကိုလည်းစိတ်ချနော်ကြာညိုကိုလည်းမောင်စိတ်ချပြရစီသိလားမောင်မာတာတွေမမေ့ပါနဲ့နော်ဒီတစ်ခါပြန်တော့ထွန်းထွန်းထိုင်ကုန်မရပါတထုံမှာဆင်းမဲ့သူတွေရဲ့နေရာလက်တွေဥဖို့ယထာအရှိအနှင်းငယ်လျှော့ကလေးကချစ်ထွေးရနေရာတက်ပြီးဥပေးတယ်နေရာရတော့ထွန်းထွန်းလိုက်တက်လာပြီးမှချစ်ထွေးဆင်းလာတယ်အော်ချစ်ထွေးကသူတစ်ပါးနေရာရဖို့ပေးဆက်နေရာရှာပါလားလို့တွေးပြီးတော့ကြာညိုစိတ်မကောင်းဖြစ်ရပြန်နေမငူတော့ဘူးဆိုတာမှထွန်းထွန်းတို့ယထာထွက်သွားတော့ကြာညိုမျက်ရည်ကျပြန်နေအပြန်မှာတော့ကြာညိုနေအထုံးကိုအရန်ချစ်နိုင်တာပဲနော်ချစ်တာဘောဟာနေလဲရီးစားထားလိုက်ပေါ့အဲ့ဒါဆိုသိလိမ့်မယ်တော်ပါပြီခါငါမှအချစ်တွေမရှိတော့ပါဘူးချစ်ထွေးအတွက်စိတ်မကောင်းပေမဲ့ဘာမှမတတ်နိုင်စာမွေးနီးလာပြီးမို့စာမွေးအတွက်လုံးမနေရတာကြောင့်ချစ်ထွေးကိုလည်းအမေတို့ကဘာမှမခိုင်းစာအုပ်သာကြက်ခိုင်းထားတယ်စာမွေးပြီးတဲ့အခါချစ်ထွေးကဖြေနိုင်တာကြောင့်ဝမ်းသာရသလိုကြာညိုကတော့အားမရအဖေနဲ့အမေတို့ကတော့အားပေးတယ်ဒီနှစ်မအောင်တော့လဲနောက်နှစ်ဒီစူးစမ်းဖို့သမီးရဲ့စိတ်တက်မကြပါနဲ့အောင်စင်းထွက်ရင်လည်းကြည်ပါဦးဒီနှစ်ကျောင်းပေးရက်မှာကြာညိုစိတ်ညစ်စရာတွေပဲတိုးနေရတယ်ထွန်းထွန်းကလည်းလေးလာရေးခီးထွက်မှာဆိုပြီး
ပြန်မလားလို့စာရေးထားတယ်စာမွဲအတွက်စဉ်းစားမိတိုင်းစိတ်မချဖြစ်ရတယ်ကြာညိုစိတ်ပူစရာကတကယ်ဖြစ်လာခဲ့တယ်အောင်စီရင်ထွက်တဲ့အခါစစ်ထွေးပဲအောင်ပြီးကြာညိုကကြတယ်ကြာညိုတို့အတန်းတွေက3ယောက်ပဲအောင်နေအမေကကြောင်းပြန်တက်ခိုင်းနေကြာညိုတငယ်ချင်းတွေကကုံသွယ်ရေးမှာအလုတ်ခေါ်လို့အလုတ်လျှောက်ပြီးအပြင်ဖြေကြမယ်ချစ်ထွေးကိုအဖေကမော်လမြိုင်ကောလိပ်မှာကျောင်းဆက်တက်ခိုင်းမိမဲ့ချစ်ထွေးကမတက်တော့ကုံသွယ်ရေးမှာအလုတ်လျှောက်တယ်ချစ်ထွေးနင်ဘာလို့ကျောင်းမတက်တာလဲပွဲရအောင်လှုပ်ဆန်းမှာဟာအဖေကနင့်ကိုကျောင်းထားပေးမှာပေါ့ချစ်ထွေးကခေါင်းရဲလိုက်တယ်ငါနင့်ကိုထားပြီးမသွားရက်ပါဘူးကြာညိုရဲ့ဟာချစ်ထွေးရလဲနင်ယူနေလားငါဘဝနဲ့ငါပါဟာနင့်မနေတိုးတက်အောင်လှုပ်ဆန်းမှာနေအရာရှိတယောက်ဖြစ်အောင်သာလုပ်ငါတောင်းပန်ပါတယ်ဟာနော်ငါဆုံးဖြတ်ပြီးပြီကြာညိုငါကုံသွယ်ရေးမှာပဲအလုတ်လျှောက်ပြီးပြီ10 တန်းအောင်မိသားလူတယောက်ပဲတနေ့တော့အကျိုးရှိလာမှာပါနင်ဘာလို့တက်သူစက်မတက်ချင်တာလဲသူများတွေများကောလိပ်ကျောင်းတက်ချင်လို့စာမွေးမအောင်လို့မတက်နိုင်တာနဲ့စီးပွားရေးအဆင်မပြေလို့မတက်နိုင်တာနဲ့နေလို့ရက်ကိုငါဘာမှနားမလဲတော့ဘူးအဖေတို့အမေတို့ကလည်းစိတ်မကောင်းဖြစ်နေတယ်ဘာလို့လဲဟာဘာအခက်ခဲရှိရလဲပြောကြာညိုနင်ဘာမှမသိဘူးနော်အထွန်းကနင့်ကိုစောက်ရှောက်ဖို့ငါ့ကိုမှာခဲ့တာလေပြီးတော့နေအောင်ရင်တော့အတူတူတက်ချင်တာပေါ့ဟာကိုထွန်းကြောင့်ဆိုရင်ငါကိုထွန်းကိုပြောလိုက်မယ်မဟုတ်ဘူးကြာညိုငါလေငါလူချင်းတက်မှတ်နေမိတဲ့အချစ်လာမင်းကြီးကိုမရနိုင်မှန်းသိပေမဲ့နင့်ကိုပြစ်ပြီးငါမသွားရဘူးနင်တယောက်တည်းအထီးကျန်ဖြစ်မှာဘူးငါမလူလားဘူးငါအမြဲတမ်းနောက်ကျခဲ့တဲ့လူတယောက်ပါကွာနင်ငါ့ကိုဘာမှထင်မတွက်နဲ့ရှင်းရှင်းပြောရရင်ငါနေနဲ့ဝေးတဲ့နေရာကိုမသွားချင်ဘူးနင့်ပေါ်ငါထားတဲ့အချစ်ကပေးဆက်ခြင်းတတ်ပါနင့်စီကတုံ့ပြန်မှုမရနိုင်သလိုငါမျောလဲမမျောလင်းတော့ပါဘူးချစ်ထွေးကြာညိုချစ်ထွေးအတွက်ပထမဆုံးငိုမိတယ်ငါ့ကိုနင်တလောက်ထိချစ်မယ်ငါမသိခဲ့ပါလားဟဲ့နင်ရဲ့ဖြူစင်တဲ့ချစ်ကိုငါမယူလိုက်ရပေမဲ့ချစ်နိုင်လို့နဲ့နင့်ကိုငါအတိမပြုတ်ပါတယ်ဟာကိုထွန်းသာငါဘဝထဲကိုရောက်မလာခဲ့ရင်နေမဲငါအချစ်ကိုရမှာပါကဲပါကြာညိုရဲ့မဖြစ်နိုင်တာတွေပြောမနေပါနဲ့နေရောကျောင်းတက်မှာလားအလုပ်လျှောက်မှာလားပြောငါကျောင်းပြန်တက်ပါမယ်တန်းတန်းရီနဲ့အညွန့်ကလည်းပြန်တက်မယ်တဲ့အလုပ်ကတော့နောက်မှပဲလုပ်တော့မယ်ငါစာမွေးကြတဲ့အကြောင်းကိုထွန်းကိုလည်းစာရေးလိုက်ပြီးနေလဲရေးလိုက်အောင်နော်ချစ်ထွေကအမေတို့တားနေတဲ့ကြားကဆုံးဖြတ်ချက်ကိုမပြင်းပဲကုံသွယ်ရေးမှာအောက်တန်းစီးရေးဝင်လုပ်တယ်အဖေကတော့လုံးဝမနစ်သက်ချစ်ထွေးအတွက်စိတ်မကောင်းဖြစ်နေတယ်ချစ်ထွေးရလဲကွာအဖားတို့အားနာစရာမရှိအားနာနေတယ်ဒီဝင်ငွေလောက်တော့အဖားတို့လုံမှလုံရင်လေရနိုင်နေတာပဲကွာသိပါတယ်ဖာရဲ့ဝင်းနှဲလောကအတွေ့အကြုံရကြလို့ပါကျွန်တော်ဒီတိုင်းလည်းမနေပါဘူးအပြောင်းရွှေ့လုပ်လို့ရရင်ကျွန်တော်ရန်ကုန်မှာလှုပ်သားကောလိပ်တက်ရင်နဲ့ဘွဲတစ်ခုခုတော့ယူမှာပါချစ်ထွေးကအလုပ်လုပ်ပေမဲ့ထွန်းထွန်းမရှိတဲ့အတွက်အိမ်ရဲ့ဝေယဝိစတွေကိုအရင်တိုင်းပဲလုပ်ပေးတယ်ကြာညို့ကိုလည်းကြောင်းလိုက်ပို့ပြီးမှသူ့ရုံးကိုသူသွားတယ်ညနေပဲအဆင်ပြေရင်လည်းလာကြိုတယ်အဆင်မပြေတဲ့အခါကြောင်းကုန်းလမ်းဝမှာလာစောင့်တတ်တယ်တခါတည်းချစ်ထွေးအလုပ်များပြီးလာမကြိုနိုင်တဲ့အခါရွာတန်းတန်းနူးနဲ့တူတူပြန်လာရတယ်အဲ့ဒီခါလေးမှာချစ်ထွေးကိုလွမ်းတယ်လို့ခံစားရပြန်တော့ချစ်ထွေးကိုတနာလဲတနာနေမိတယ်တကယ်တော့ချစ်ထွေးကကြာညို့ပေါ်မှာအနွန်တာခံနိုင်လုံးသူဖြစ်တယ်ကြာညိုဆိုးနှွေးသမျှခံရရှာတယ်ထုံတို့နဲ့ဆိုင်ရင်ချစ်ထွေးကကြာညို့တွေတငယ်ချင်းကောင်ပိုဖြစ်ခဲ့တာတော့ငင်းလို့မရညဘက်အဖွားနဲ့အိပ်ရာထဲရောက်တဲ့အခါချစ်ထွေးအကြောင်းကိုပြောပြတယ်လစာထုတ်တဲ့နေ့မှာချစ်ထွေးကပြည်သူဆိုင်ရာရောင်းချတဲ့တိုတယ်ထမိန်လေးခွင်းနှစ်တရာချီကျောပစိုးနှစ်ထဲဝယ်လာပြီးကြာညိုတို့တအိမ်လုံးဦးလေးဖုံးမောင်နဲ့ဒေါ်ငယ်တို့ကိုပါကြော့တယ်အဖေကစိတ်မကောင်းဖြစ်သလိုအမေကလည်းမယူရက်အောင်ဖြစ်နေရှာတယ်ညဘက်မှာအဖွားကညီလေးချစ်ထွေးကောလိပ်ကျောင်းဘာလို့မတက်တာလဲသိရင်ပြောပြစမ်းဖိုးမောင်တားလို့လားဒါမှမဟုတ်တန်းကြီးကမကြိုက်လို့လားကြာညိုဖြေတဲ့မဖြေတဲ့စဉ်းစားနေတယ်ပြီးမှအဖွားအမေတို့ပြန်မပြောနဲ့နော်အေးပါပြောမှသာပြောစမ်းပါသမီးကိုစိတ်မချလို့အထွန်းကမှားသွားတယ်ပြီးတော့သမီးတယောက်တည်း
အားငယ်အထီးကျန်ဖြစ်နေမှာစိုးလို့တဲ့အဖွားရဲ့တနာတော့တနာပါတယ်အဖွားရှိမိပါတယ်တကယ်တော့အထွန်းနဲ့သဘောတူကြပေမဲ့အထွန်းကရုပ်ချောတဲ့အတွက်အဖွားစဉ်းစားမိပါသေးတယ်ချစ်ထွေးကအထွန်းလောက်ရုပ်မချောပေမဲ့သမီးအတွက်အဖော်ကောင်းမယ်လို့အဖွားထင်ခဲ့တယ်ချစ်ထွေးရသမီးအတွက်ညီးဖေလိုလူစားမျိုးကွဒါမဲ့သမီးကအထွန်းကိုမှချစ်မိသွားတော့အဖွားဘာမှဝင်မပြောတော့တာဟုတ်ချင်လဲဟုတ်မှာပေါ့အဖွားရဲ့တခုပြောနိုင်တာချစ်ထွေးရသမီးအတွက်ပေးဆက်သူတယောက်ဖြစ်နေတာကိုသမီးစိတ်မကောင်းဘူးကိုထွန်းပထမနှစ်အောင်ပြီး second MB ဒုတိယနှစ်ကျောင်းသားဖြစ်တဲ့အချိန်မှာကြာညိုတို့10တန်းဆောင်ပွဲဖြေဖို့အချိန်ကတဖြည်းဖြည်းနဲ့နီးလာပြန်နေအဖေကကြာညိုကိုအစွမ်းကုန်တိုက်တွန်းတာကြောင့်ကြာညိုအရှိန်တိုးမြင့်ပြီးစားကြက်ရတယ်ချစ်ထွေးရလည်းစားကူချက်ပြီးတယ်အဖေမြို့ထဲမှာတိုက်ဆောက်နေလို့အလုတ်ရှုပ်နေတယ်အရင်နှစ်ကဝယ်ထားတဲ့ဒေါ်ချစ်ကားကိုရောင်းပြီးတော့ချက်ပလက်ကားတစ်စီးဝယ်လိုက်တယ်အမေငပိပို့ရမှာအခက်အခဲဖြစ်တာတကြောင်စပားကျိတ်တဲပို့ရမှာအသုံးဝင်တာကြောင့်ချက်ပလက်ကုန်းကားတစ်စီးကိုဝယ်လိုက်ခြင်းဖြစ်တယ်ကြာညိုဆောင်မွဲတွေမဖြေခင်မှာပဲချစ်ကားတစ်စီးထပ်ဝယ်ပြန်တယ်ကားမောင်းတင်မှုလူရွေးတဲ့အခါချစ်ထွေးဦးလေးပန်းမောင်မမကျူးရဲ့မောင်ဦးကြောက်တို့နဲ့ဦးလေးဖိုးမောင်တို့တင်ကြရတယ်ကားမောင်းတက်တဲ့အခါဦးကြောက်တို့ကဒိုင်ငံမောင်းရတယ်ကားကြီးကိုတော့ဦးလေးပန်းမောင်ကပင်နိုင်မောင်းနေချစ်ကားဝယ်တဲ့နေရာစပြီးကြာညို့ကိုချစ်ကားနဲ့လိုက်ပို့ပြီးတယ်ချစ်ထွေးအလုပ်ပေါ့စီခြင်းနဲ့သဘောဖြစ်ပေမဲ့ချစ်ထွေးရစိတ်မကောင်းဖြစ်နေတယ်ကြာညို့ရဲ့အဖကနင့်နာမှာငါမရှိစေချင်လို့လားမသိဘူးနော်အဲ့လိုဝမ်းနေစွာပြောတယ်အတွေးတွေမခေါင်ဆန်းမှနဲ့ချစ်ထွေးရဲ့ဒီချစ်ကားဝယ်တယ်ဆိုတာငါပူစားလို့ပါချစ်ကားနဲ့တဲရတော့ဂုံရှိတာပေါ့အေးလေနေစိတ်ချမ်းသာရင်ပြီးတာပါပဲဒါပေါ်ဟာတကြံမှာငါတို့ချစ်ကားနဲ့ရှောက်လေကြမယ်လေဒီနှစ်တော့ရှိမပတ်ဘူးလဲယုံမဲလဲမယ်အဖေကအလုပ်သမားတွေလဲဖို့ကားကြီးနဲ့လိုက်ဖို့မယ်လို့ပြောတယ်တကြံအောင်ခေါင်းနဲ့မထည့်ပါနဲ့ဦးဟာစာမွဲဝယ်ခေါင်းနဲ့ထည့်စမ်းမှာကြာညိုရဲ့အေးဟုတ်ပါရဲ့စာမွေးကနီးလာပြီနော်ဖြေနိုင်နေဆိုတဲ့စာမီဝဲကိုတကယ်တမ်းဖြေတော့အင်္ဂလိပ်စာထင်သလောက်မရအထွန်းနဲ့ချစ်ထွေးတို့ကသိပ်ပံတွေယူကြပေမဲ့ကြာညိုကတော့တင်ချကြောက်တာကြောင့်ဝိဇ္ဇာတွဲတာယူခဲ့တယ်အင်္ဂလိပ်စာကိုအမှတ်တွက်ကြည့်တော့ဖြစ်မြည်အောင်တွက်မှ40ကျော်လေးပဲရလို့စာမွဲအောင်မှုမျောလင်းချက်ကနည်းနေပြန်နေ10တန်းအောင်မှုကိုမလွယ်ပါဘူးခဲငါတော့ဒီနှစ်မှမအောင်ရင်ဆက်မဖြေတော့ဘူးကြာညိုကအားလျှော့စွာပြောတော့ချစ်တွေစိတ်မကောင်းဖြစ်သွားတယ်။အခုတလောအမေလည်းအလုရှုပ်နေတယ်။မင်းလန်းအိမ်မှာပန်းမင်နေစားရတဲ့အလုပ်ကနှွေးခေါင်ခေါင်မှာပင်ပန်းလာတယ်။ပန်းအိုးတွေကိုပန်းအိုးစင်လေးနဲ့လှပအောင်ထားတယ်။တိုက်ကိုလည်းကြာညိုကြိုက်တဲ့စင်သွေးရောင်လေးတုပ်ပေးတယ်။အိမ်လေးကလှပပြီးချစ်စရာကောင်းတယ်။တောင်းကွဲဆိုတော့နှစ်ဖက်ဝေရနာလေးကလည်းနှစ်ခုနှစ်ထပ်ဖြစ်တာကြောင့်အပေါ်ထဲမှာအိတ်ခမ်း3ခမ်းအောက်ထပ်မှာအိတ်ခမ်း2ခမ်းဧကန်ထမင်းစားကန်မီးဖိုကန်စတိုကန်နေပြင်မီးဖိုကန်နဲ့ကဲ့ရဲ့ကားတစ်စီးစာကားကိုယ်တော်လေးနဲ့ဖွဲ့စည်းထားတယ်။ခြံတော့မှာခန်းကော်ပင်ရှိတာကြောင့်အဖေကခြံလေးကိုခန်းကော်ရိပ်လိုနာမည်ပေးထားတယ်။အထွန်းပြန်လာမဲဆိုလို့ချစ်ထွေးနဲ့ကြာညိုတို့နှစ်ယောက်ဘူတာကိုသွားကြကြတယ်။ရထားလာတာကိုမြင်ရတာနဲ့ကြာညိုရင်ထဲမှာရထားနဲ့အပြိုင်ရင်ခုန်နေတော့တယ်။ဒီတစ်ခါကြိုရတာကချစ်ကားနဲ့ဖြစ်တယ်။ချစ်ထွေးကကားမောင်းလာတယ်။ဟိုမှာကိုထွန်းရေကြာညိုဒီမှာကြာညိုကလက်ပြပြီးတွဲနောက်ကနေပြေးလိုက်တယ်ထွန်းကရန်ကုန်ပြန်လက်ဆောင်ချင်းကိုချစ်ထွေးကိုကမ်းပေးတယ်ပြီးတော့မှအဝိစားအိတ်ကိုလွှဲပြီးတော့ဆင်းလာတယ်အားလုံးနေကောင်းကြတယ်မလားချစ်ထွေးမင်းရောအလုပ်လုပ်ရတာအဆင်ပြေလားကိုထွန်းကဒီတစ်ခါပြန်လာတော့ဘောင်းမိရှင်နဲ့ရှူးဖက်နဲ့ဖြစ်တယ်ကြာညိုရောစာမွေးဖြေနိုင်လားစိတ်ပူလိုက်ရတာကွာကြာညိုစိတ်ညစ်သွားတယ်ဘာမှမဖြေချင်တော့ဖြေနိုင်တယ်လို့ပြောရမှာပေါ့ကွာအင်္ဂလိပ်စာကတော့မှန်းလို့မရဘူးကြာညို့အစားချစ်ထွေးရဖြေပေးလိုက်တယ်ချစ်ကားပေါ်တက်တော့ကြာညိုနဲ့ထွန်းကအနောက်ကစီးတယ်မင်းကြာညိုကကွက်လက်ဖြေတာ10မှတ်ဘူးပဲရတယ်တဲ့အားလုံးမှန်နေဆိုရင်တော့ခံမှန်းလို့ရတာပေါ့ကွာချစ်ထွေးရဲ့မင်းရဝိုင်းကူမကြက်ပေးဘူးလားကြက်ပေးတာပေါ့ထွန်းရဲ့အဲ့ဒါကြောင့်လေကြက်စာတွေအကုန်လုံးဖြေနိုင်တာပေါ့ထွန်းကစာမွေးမဖြေနိုင်ဘူးဆိုလို့စိတ်ပြက်နေပုံရတယ်ကြာညိုလဲစားရီကျဲလို့နဲ့တူတယ်ဝါလာတယ်လို့ပဲကိုထွန်းတော့ကြာညိုကိုရောက်ချင်းအပြစ်တင်နေရလားမတင်ပါဘူးဗျာစေနာနဲ့ပါ
ချစ်ထွေးကနောက်ကိုလှည့်လာပြီးဆောင်မမအောင်လေဘာရေးလေဟာဆရာဝန်ကတော်ကြီးဖြစ်မှာပဲဟာမအောင်ရင်တော့ဆရာဝန်မလေးကိုပဲယူလိုက်မှာဗျထွန်းထွန်းကစသလိုလှုပ်လို့ချစ်ထွေးကကားကိုလမ်းဘေးထိုးရက်လိုက်တယ်အထွန်းစကားနောက်တရားပါမလုံးနဲ့နော်မင်းကြာညို့ကိုပြစ်သွားလို့ကတော့ငါနဲ့မင်းနဲ့ကပရဲမယ်ဟဲ့အောင်ချစ်ထွေးငါကြာညို့ကိုချစ်လို့စတာပါကွာမင်းကလည်းစိတ်ကြီးပဲကဲကြာညို့စိတ်မကောင်းမဖြစ်နဲ့နော်မောင်းစတာပါကွာချစ်ထွေးကကားဆက်မောင်းလာတယ်အိမ်တစ်ကိုလှည့်ပြီးတော့မောင်းပြတယ်အဲ့ဒါမင်းတို့လက်ဖွဲ့မဲ့တိုက်ပဲကြာညို10တန်းမအောင်လဲမင်းလိုကောင်မျိုးကိုခေါင်းခောက်ပြီးယူလို့ရတယ်သိလားချစ်ထွေးတကယ်စိတ်ဆိုးနေမှန်းသိလို့ထွန်းထွန်းကချစ်ထွေးကိုအထက်ထက်ကတောင်းပန်တယ်ငါမင်းတို့ချင်းချစ်လဲချစ်ဆရာဝန်တယောက်လည်းဖြစ်လို့မင်းနဲ့ထိုက်တန်နေဆိုပြီးကြည်ကြည်ပြူပြူကျေနပ်နေတာကွနောက်ခါဒီလိုမျိုးလာမပြောနဲ့အေးပါတငယ်ချင်းရာမင်းစီနောင်ငါနားလေပါတယ်အိမ်ရောက်တော့ရန်ကုန်ပြန်လက်ဆောင်တွေကိုလူစီအောင်ဝေပေးတယ်ချစ်ထွေးအတွက်ကစပိုရှယ်နဲ့ထဲနှိုးဆက်ပါတဲ့နာယီတစ်လုံးပါလာသလိုကြာညို့အတွက်ကတော့အများဆုံးပေါ့ထွန်းထွန်းပြန်လာပြီးနောက်နေ့မှာအဖေနဲ့ထွန်းထွန်းဆရာတော်ကျောင်းကိုသွားကြတယ်ဆရာတော်ကျောင်းကပြန်လာပြီးနောက်နေ့တွေမှာတော့အဖေကဘာတွေအလုပ်ရှုပ်နေမှန်းမသိသလိုအမေကလည်းအလုပ်တွေရှုပ်နေတယ်တကြံမကြခင်တပတ်ခန့်မှာထွန်းထွန်းနဲ့ကြာညိုကိုစိတ်ဆက်ပွဲလုပ်ပြီးတယ်မြို့ရင်းကအိမ်လေးမှာပေါ့ထွန်းထွန်းဘက်ကတက်သေးဖြစ်ဆရာတော်ကြီးရဲ့တပည့်တူဖြစ်တဲ့စပားကုံတယ်လည်းဖြစ်ဆန်ဆက်ပိုင်ရှင်လည်းဖြစ်တဲ့ဦးမြနဲ့ဒေါ်ရီတို့ကဆောင်ရွက်ပေးတယ်အဖေကပေါ်တော်မူရွာရဲ့လူကြီး2ဦးမြို့ပေါ်ကဂုံတီရှိလူကြီးတွေနဲ့အိမ်တစ်လေးမှာဆက်ရှင်တရားသူကြီးဟောင်းအဘတင်အောင်တို့ဇနီးမောင်နှံကိုဖိတ်ကြားထားတယ်အဲ့ဒီနေ့ကအိတ်ခံမှုတာဝန်အများဆုံးပေးခံရသူကချစ်ထွေးပဲဖြစ်တယ်ကြာညို့တငယ်ချင်း9ယောက်လောက်လာသလိုထွန်းတိုးရဲ့တငယ်ချင်းတွေလည်းလာတယ်ရီရီဝင်းတို့အုပ်စုလည်းရောက်လာတယ်အကျွေးမွေးကရေခဲမုံနဲ့ကိတ်မုတ်မင်္ဂလာရက်မြက်ကိုမြန်မာနှစ်လာဆန်း10ရက်ဧပြီလမှာကျင်းပဖို့ဆုံးဖြတ်လိုက်ကြတယ်မနက်ပိုင်းစိတ်ဆက်ပြီးပေါ်တော်မူအိမ်မှာလူအယောက်100စာထမင်းကျွေးတယ်မင်္ဂလာပွဲရဲ့ပထမအဆင့်ဖြစ်ပေမဲ့ကြာညို့ကိုအမေကဆင်ထားတဲ့လက်ဝတ်လက်စားတွေကမျက်စိကျိန်းလောက်တယ်ထွန်းထွန်းကတိုက်ပုံအဝါနုပိုးပစိုးအဝါရင်းနဲ့တက်ရက်ဝစ်ထားသလိုကြာညိုကအဝါဖြော့နိုင်လွန်အင်ကြီးလက်ရှိအဝါနဲ့ရွှေရောင်ဆက်ဂျိတ်တမိန်လေးကိုဝစ်ဆင်ထားတယ်မိုးနဲ့မေအလှပြင်ဆိုင်ကမမမိုးကတပတ်ရှူစရုံးလေးထုံပေးပြီးကန်းငေါ်ပန်းလေးတွေဝေးနေအောင်ပန်းထားပေးတယ်အသက်22နှစ်အရွယ်ထွန်းထွန်းကထောင်ထောင်မောင်းမောင်းနဲ့ကြီးလိုကောင်းနေတယ်လို့ကြာညို့ရဲ့ပင်ကိုရုပ်ရည်ကအသားညိုဝဝလေးဖြစ်တဲ့အပြင်ဖြူပွေးညီညာတဲ့သွားလေးတွေနှာရန်ပေါ်ပေါ်မျက်ခုံးတူတူမျက်လုံးလေးကရှုံးနဲ့တောက်ပါပြီးမျက်နှာကျအလွန်လှတယ်ကြာညိုနဲ့ထွန်းထွန်းကအသက်2နှစ်နီးပါးကွာလာပြီမဲ့လိုက်ဖက်လာတဲ့သူတို့စုံတွေကိုပြောမဆုံးနိုင်အောင်ရှိနေကြတယ်အိမ်ပြန်ရောက်တော့ထွန်းထွန်းနဲ့ကြာညို2ယောက်တည်းထမင်းစားကြတယ်ချစ်ထွေးရတော့ချွေးတစ်လုံးလုံးနဲ့ရွှေချပျော်လာဟင်ပျော်တာပေါ့မောင်ရောမပျော်ဘူးလားတိတ်ပျော်တာပေါ့ဗျာမောင်တို့နှစ်ယောက်ကိုလိုက်ဖက်လို့တဲ့ပြောကြတယ်ကြာညိုကလည်းအရန်လှတာပဲကွာချစ်ထွေးကတော့မောင်တို့အတွက်အရန်ပင်ပန်းနေပြီနော်ကြာညိုကကြက်သားလေးတွေနှွင်ပြီးထွန်းထွန်းပကံထဲကိုထည့်ပေးလိုက်တယ်ထွန်းထွန်းကကြာညိုကိုပြန်ခွန့်ကြွေးတယ်ငါ့ကိုလည်းခွန့်မအောင်ကွာချစ်ထွေးရောက်လာပြီးထမင်းပကံဆွဲပြီးဝင်စားလိုက်တယ်အနောက်ရက်တော့မဖြစ်ပါဘူးနော်မဖြစ်ပါဘူးရောက်ပါရဲ့စားစမ်းပါမင်းတို့ကပျော်နေသလောက်ငါကတော့မောလိုက်တာသိလားအစင်ပြေပြေစိတ်ဆက်ပွဲလေးအောင်မြင်သွားတော့ဝမ်းသာတယ်ကွာချစ်ထွေးကထွန်းထွန်းနဲ့ကြာညိုလွဲမာကိုစိုးရိမ်နေပုံရတယ်စိတ်ရင်းစေတနာကောင်းတဲ့ချစ်ထွေးကိုကြာညိုစိတ်ထဲကတနာနေမိတယ်အထွန်းနေ့လေကြာရင်ခန်းကိုရိတ်အတွက်ပရိဘောကတွေတဲရအောင်မယ်နော်ကြာညိုနင်တို့အိတ်ဖို့မှုရနင်ကိုယ်တိုင်လိုက်ရွေကြလားကြာညိုကတဟဲဟဲနဲ့ရှိနေတယ်ချစ်ထွေးရဲ့နှလုံးသားစတေးခံလိုက်ရတဲ့ပြကွက်တွေကရင်နာစရာကောင်းတော့တယ်အမေနဲ့ထွန်းထွန်းချစ်ထွေးတို့3ယောက်ကအိမ်ကိုကြကြနာနာပြင်ဆင်ထားကြတယ်ခန်းဝင်ပစ္စည်းတွေကိုတစ်ခုချင်းပို့ထားတယ်စားဖို့တောက်ဖို့အိုးခွက်ပကံကအစအသစ်တွေကြီးပဲထားပေးတယ်အဝေစားထဲဖို့ဘီရိုနှလုံးမှန်နေကုန်စာကြည့်စပွဲအားလုံးပြင်ဆင်ပေးထားသလိုဖျားကန်းကိုတော့ကြည်ညိုစပွဲပြင်ဆင်ပေးထားတယ်အိမ်ရပစ္စည်းတွေရောက်ကြတဲ့ကကြာညိုတို့မင်္ဂလာဆောင်မပီးမချင်းချစ်ထွေးကိုစောင့်အိပ်ဖို့တာဝန်ပေးထားတယ်တကြံကြတော့ထုံးစံတိုင်းအလှူလုပ်ဖြစ်တယ်ည
ညနေပိုင်းချစ်ကားနဲ့ထွက်လေကြမယ်ဆိုလို့အဖွားခွင့်မပြုခြင်းကားကဘသူမောင်းပါလဲအဲ့လိုမေးတဲ့အခါချစ်ထွေးမောင်းပါပါအဖွားရဲ့တမိတငယ်ချင်းတွေလည်းပါကြမှာစိတ်မပူပါနဲ့မင်္ဂလာဆောင်ငယ်နီးမှုပြောတာပါကြောက်တိုးကလိုက်သွားအဖွားအမိန်ထုတ်တော့ဦးကြောက်တိုးကထခုန်နေအကျက်နီမှာတမြို့လုံးအနက်လေပတ်ကြတယ်ခွက်စုပ်လေးနဲ့ပတ်တဲ့ရေရီတာပေါ့အနောက်မှာထိုင်လာတဲ့ဦးကြောက်တိုးကအော်တော့တန်တန်းရီတို့အညွန့်တို့ကလည်းတန်ပြိုင်အော်ကြတယ်ရှေ့ကမ်းမှာချစ်ထွေးရကားမောင်းနေအလဲမှာကြာညိုထိုင်ပြီးဘေးမှာထွန်းထိုင်နေကြာညိုကရေကြောက်သူဆိုတော့မျက်နှာတုပ်ပွားအကြီးကြီးကိုခြုံထားတယ်ထွန်းကကြာညိုပခုံးလေးကိုတိုင်းပတ်ထားတယ်မျက်စိရှက်တယ်ဟေးဦးကြောက်တို့ကားမောင်းပါလားချစ်ထွေးနောက်ကိုလာခဲ့ငါလဲကြောက်လို့ငါနာလာနေပါလားဟဲ့အညွန့်ကစားလိုက်တယ်ချစ်ထွေးရအညွန့်ပေါ်စိတ်မဝင်စားပေမဲ့အညွန့်ကချစ်ထွေးပေါ်မှာစိတ်တွေညွတ်နေတဲ့အောင်ရှိတယ်မင်းညွန့်အေးစိတ်လိုက်နော်ချစ်ထွေးရဟောက်တယ်လို့ပြောလိုက်လို့တကားလုံးဝိုင်းပြီးရီကြတယ်ပင်လာရက်ကွက်ဘက်ကိုရောက်တဲ့အခါစပိန်နဲ့ရေပက်ခံထွက်ကြတဲ့ဘာထုံးတို့ကိုတွေ့ရတယ်ဘာထုံးကအရက်တောက်ထားပုံရတယ်ဟဲ့အောင်ချစ်ထွေးကောက်ရိုးပုံမင်းတော်တော်ညံ့နေကောင်ဘာထုံးမင်းမှုနေအေးစိနေကွာချစ်ထွေးရဟန်တာလိုက်တယ်ကြာညိုနေကလည်းမဟုတ်သေးဘူးဟာတရွာသားကိုရီးစားလို့တော့ဘာဖြစ်လဲသိလားဘာထုံးကထွန်းကိုကြော်ပြီးကြာညိုလက်ကိုဆွဲမယ်အလို့ချစ်ထွေးရအလေးမြန်ဆင်းပြီးဘာထုံးလက်ကိုရိုက်ချလိုက်တယ်အော်ချစ်ထွေးမင်းကနားတယ်ပေါ့ဟုတ်လားမင်းကောက်ရိုးပုံမှာပဲအိတ်နေလိုက်ပါလားကွာခွက်ကနေချစ်ထွေးဒေါသထွက်ပြီးဘာထုံးကိုဆွဲထိုးလိုက်တယ်မင်းသိဖို့ကငါကောက်ရိုးပုံပဲစောင့်မစင်ပုံပဲစောင့်မင်းနဲ့ဘာမှမဆိုင်ဘူးချစ်ထွေးကိုထွန်းနဲ့ဦးကြောက်တို့ကကားပေါ်ဆွဲတင်ပြီးကားမောင်းထွက်လိုက်တယ်ထွီးကောက်ရိုးပုံစောင့်နေခွေးရများဘာထွန်းရဲ့မကျေနပ်တန်ကအနောက်မှာကြံရိပ်ခဲ့တယ်ကြာညိုကချစ်ထွေးကိုတနာပြီးငိုခဲ့ရတယ်အိမ်ရောက်တော့အဖေတို့တီးပြီးနောက်တနေ့မလဲရတော့ပါတကြံပြီးတဲ့အထိချစ်ထွေးကကန်းကိုရိတ်မှာပဲနေတော့တယ်မောင်ထွန်းနိုင် 2nd MB နဲ့မက်ကြာညိုကြီးတို့ဤထိမ်းများမင်္ဂလာဖိတ်စာတွေရတဲ့အခါမှာတော့ထွန်းနဲ့ကြာညိုပျော်လို့မဆုံးတော့ထွန်းမက်ကဖိတ်စာတွေထည့်စရာမရှိလို့ကွယ်လွန်သွားရှာပြီးဖြစ်တဲ့မိဘနှစ်ပါးနာမည်သာပါပြီးကြာညိုဘက်မှာတော့ဦးအောင်ကြီးဒေါ်အေးဖြူတို့ဤမြည်လို့ပါရှိပြီးဦးကြီးစပားကုံတဲ့နဲ့ဒေါ်ခင်လေးကြီးရေချိုငပိငန်းပြားရီလုပ်ငန်းတို့ဤတူးသီးသောသမီးလို့ထည့်ရိုက်ထားတယ်။ဖိတ်စာလှလေးကိုကြည့်ပြီးကြည်နူးနေကြတဲ့အထွန်းနဲ့ကြာညိုကိုအဖေကစိတ်မကောင်းဟန်နဲ့ပြောလိုက်တယ်။အထွန်းဖိတ်စာထဲမှာဒေါက်တာထွန်းနိုင်လို့မထည့်နိုင်သေးပဲမင်္ဂလာပွဲကိုစီစဉ်လိုက်ရတာစိတ်မကောင်းပါဘူးကွာ။အစကတော့ဆရာဝန်ဖြစ်မှမင်္ဂလာဆောင်ပေးမယ်လို့စိတ်ကူးပေမဲ့တအိမ်နဲ့လည်းဖြစ်နေပြန်တော့မြန်လက်ထပ်ပြီးလိုက်တာပဲကောင်းနေဆိုပြီးလှုပ်လိုက်ရတာခွင့်လွတ်ပါနော်တအိမ်နဲ့တူဖြစ်တာတဲ့အထွန်းကိုအဝေးမှာလွတ်ထားရတာကြောင့်အထွန်းကိုပြုစုပြောထောင်ပြီးမှလက်လွတ်ဆုံးရှုံးသွားရမှာကိုအဖေနဲ့အမေကစိုးရိမ်မှုရတာကြောင့်မြန်ဆန်လက်ထပ်ပေးလိုက်ကြောင်းကြာညိုသိနေပါတယ်ရပါတယ်အဖေရဲ့အခုဆိုပိုးတောင်းကောင်းသည်ကျွန်တော်မှလည်းမိဘမရှိတော့အဖေအမေအစားပြင်ရတယ်လို့ပဲသဘောထားပါတယ်အဖေတို့ကျေးဇူးကဆက်လို့မကုန်ပါဘူးဗျာထွန်းကဝမ်းသာကြေးနဲ့စွာပြောတဲ့အတွက်အဖေကစိတ်အေးသွားပုံရတယ်ဖိတ်စာ600ရိုက်ပြီးဖိတ်မဲ့သူတွေစရင်ချရေးနေတော့အထွန်းနဲ့ချစ်ထွေးကဖိတ်ရမဲ့သူတွေရဲ့နာမည်တွေကိုလက်ရေးလှလေးတွေနဲ့ရေးပေးကြတယ်ကြာညိုတို့မင်္ဂလာပွဲကို2ရက်ခွဲပြီးကျင်းပတယ်ပထမတစ်ရက်ကပေါ်တော်မူအိမ်မှာကြာညိုသက်စီဘုံကြီးအပား20စွန့်ကတ်တယ်တရွာလုံးကိုဖိတ်တာကြောင့်ဝဲအချင်း100ကျဲအချင်း50ရှမ်းငပေါင်းငဖဲအုံတို့ချက်အတုပ်အစိမ်းကျော်ဘာလချောင်ကျော်12မျိုးဟင်းညိုတို့နဲ့ထမရေချောင်းစီအောင်ကျွေးတယ်အဖေနဲ့အမေတို့ရဲ့ကျေးဇူးတွေရှိကြတာကြောင့်ရွာနီးချုပ်ဆက်ကလူတွေပါရောက်လာကြတယ်လက်ပွဲပစ္စည်းတွေကအောက်ထက်အပြည့်နီးပါရတယ်လို့ကြာညိုတို့ဘက်ကဂျိုင်းတလုံးနဲ့ရက်တောင်ပြန်ကန်းနေအိမ်နီးညာကထွန်းတယောက်အောက်ထက်မှာအိတ်တယ်လို့ကြာညိုကလည်းအဖွားနဲ့ပဲအိတ်ရတယ်နောက်တနေ့မြို့ရဲခမ်းမမှာမင်္ဂလာအိတ်ခံပွဲကျင်းပပြီးခန်းကော်ရိပ်နေအိမ်မှာအခန်းအံ့မှာဖြစ်တယ်အဲ့ဒီနေ့ကထွန်းတယောက်မောင်းချစ်တရေခေါင်းမောင်းပန်းနုရောင်တိုက်ပုံပန်းနုရောင်ဖြော့ပစိုးကလည်းပန်းနုရောင်ဖြစ်တယ်အလှပြင်ဆရာမမမိုးက
ကြာညို့ကိုဘီစရုံထုံပြီးစမိတ်လေးချစိန်စရိုးစိတ်မန်းခိုင်နေနဲ့လှပစွာထုံးဖွဲ့ပေးတယ်အဝိစားကထိုင်မသိမ့်ကျိတ်ပန်းရောင်အင်ကြီးပန်းနုရောင်လေးနဲ့မင်းသမီးတယောက်လိုလှပအောင်ပြင်ဆင်ပေးတယ်အမေတို့အနှစ်နှစ်လလစ조사ရှာဖွေထားတဲ့စိန်လေတုံစိန်ပရက်တွေနဲ့စင်ရင်ပေးတယ်တစ်ဖက်ကို9ချက်သားလောက်ရှိတဲ့ရွှေချေချင်းကလည်းထစ်ထဲဝါဝါအသက်50မပြည့်ကြသေးတဲ့အဖေနဲ့မိကလည်းချောလို့လှလို့အမေကမုံဖတ်တုပ်ပုံစိန်ငကက်ကြီးထုတ်ဝစ်တယ်လို့စိန်ကရောင်ကျိုဆွဲထားသေးတယ်မြို့ပေါ်ကကုန်းတရေရှိလူကြီးတွေစပားကုန်းတွေဈေးထဲကကုန်းတွေအပြင်မော်လမြိုင်ကကုန်းတွေကလည်းမင်္ဂလာဧည့်ခံပွဲကိုလာရောက်အားပေးကြတယ်။ကြာညိုတို့မင်္ဂလာဧည့်ခံပွဲကချိန်ချိန်သေးစီကားခဲ့တယ်။ဆရာဝန်လောင်မောင်ထွန်းနိုင်နဲ့ကြာညိုကြီးတို့ရဲ့မင်္ဂလာဆောင်ကတထုံမြို့ရဲ့မင်္ဂလာဆောင်တမိုင်းမှာအထင်ရှားဆုံးဖြစ်ခဲ့တယ်။ဧည့်ခံပွဲပြီးတဲ့ချိန်ကန်းငေါ်ရိတ်ကိုရောက်တော့ကြိုးတားမဲ့သူတွေနင်းနေနောမဟုတ်အမေကရှေ့ရနေငွေဆက်ကူတွေနဲ့လမ်းရှင်းပြီးတရိုးသားနဲ့တရိုးသမီးကိုအိမ်ထဲရောက်ခေါ်လာခဲ့တယ်။ကြာညိုတို့အခန်းအပ်ပြီးတဲ့အချိန်မှာချစ်ထွေးရလက်ဖွဲ့ပစ္စည်းတွေကိုအိမ်အောက်ထပ်မှာနေရာချပေးတယ်။ညနေဘက်မှာအမေတို့ပြန်လာကြပြီးဘူးတို့ကိုထားပေးခဲ့တယ်။မောင်မမိုးကလည်းစတုံးလာမဖြုတ်ပေးဘူး။ကြာညိုခေါင်းကိုက်လာပြီ။ထွန်းထွန်းကအဝတ်စားလဲပြီးကြာညိုခေါင်းကစတုံးလေးကိုတက်သမျှဖြီးပေးတယ်။ကြာညိုကအဝတ်စားလဲဖို့လှုပ်တယ်။မောင်အပြင်ခဏထွက်နေပါလား။ကြာညိုအဝတ်စားလဲချင်လို့ပါ။ခေါင်းကလည်းတအားကိုက်တယ်။ရေချိုးလိုက်ရင်ကောင်းမလားမသိဘူး။ကြာညိုကလည်းကွာလင်မယားဖြစ်နေရွယ်ဘာရှက်စရာလို့လဲ။မောင်ဝိုင်းဖြုတ်ပေးမှာပေါ့။ထိုင်မသိမ်းနဲ့ခနောင်အင်းကြီးဝတ်ထားတာကြောင့်တွေ့ကျိတ်တွေနဲ့ရှုပ်ရှက်ခတ်နေလို့ကျိတ်တွေကိုထွန်းထွန်းကကူဖြုတ်ပေးတယ်။အသက်ဆက်လင်မယားဖြစ်ပေမဲ့အပြိုစင်မလေးကြာညိုကြီးကရှက်လို့မဆုံး။အဝတ်စားတွေချွတ်ပြီးအင်းကြီးလဲလိုက်မှအနီချောင်သွားတော့တယ်။ကြာညိုခေါင်းကိုက်ရင်ခဏလဲလိုက်ပါလား။လာမောင်စကြောဆွဲပြီးမယ်။ခဏနာပြီးစိတ်တိုက်မယ်လေ။နေပြင်းတော့ညနေမှာပဲရေချိုးလိုက်တော့နော်။မောင်ကကြာညိုဘေးမှာလဲပြီးကြာညိုကိုတင်းကျပ်စွာဖတ်ထားတယ်။ကြာညိုရဲ့ပါးလေးကိုဘဲပြန်ညာပြန်နမ်းရှုပ်နေတာကြောင့်ကြာညိုမနှဲရှောင်နေရတယ်။ပြီးတော့ကြာညိုစပင်လေးတွေကိုထိုးဖွာလိုက်ပြီးရက်တောင်လေးနဲ့ရက်ခတ်ပေးတယ်။စတုံးကြီးထုံးထားတော့ဇက်ကြောတွေတက်နေမှာပေါ့။ဟုတ်တယ်မောင်ရဲ့နှစ်ရက်လုံးအရန်ပင်ပန်းတာပဲနော်။မောင်ကတော့မပင်ပန်းပါဘူး။အရန်ပြောတယ်။ပြီးတော့ဟောဒီချစ်စနီးလေးနဲ့လက်ထက်ရလို့ကြာညိုကိုပိုင်ဆိုင်ရပြီလေ။ဒီနေ့ရစပြီးကြာညိုကမောင်မိန်းမဖြစ်သွားပြီ။မောင်တို့လင်မယားဘယ်တော့မှမခွဲတော့ဘူးနော်။မောင်ကလည်းရှက်ပါတယ်ဆိုမှကြာညိုကတစ်ဖက်ကိုလှည့်လိုက်တော့မောင်ကနောက်ကနေတိုင်းဖက်ထားတယ်။မောင်ဗျာအဖွာသနာပါတယ်နော်။ဒီညတယောက်တည်းအိပ်ရတော့မယ်။ဒါဖြစ်မောင်တို့နဲ့တူခေါ်အိပ်မယ်လေ။အဖွာကလည်းတော်တော်ဆိုးတယ်။မနေ့ကမောင်တို့လင်မယားကိုခွဲသိပ်တယ်။မောင်ရဲ့တော်ပါတော့နားရှက်လာပြီ။ကြာညိုရေချိုးလိုက်အောင်မယ်နော်။ဘိုက်ကလည်းခုမှစားလာပြီ။ကဲချိုးစီဗျာ။မောင်တနခါမွေးလေးတွေးထားပြီးမယ်လေအပေါ်တက်မှာပဲချိုးနော်ကြာညိုကတပတ်ချုံပြီးအခန်းပြင်ဘက်ကိုထွက်လာလိုက်တယ်အမလီကြာညိုကမန်းကရန်ပြေးဝင်လာပြီးတကားပြန်ပိတ်လိုက်တယ်ဘာဖြစ်တာလဲကြာညိုဘာတွေးခဲ့လို့လဲဘာဖြစ်ရမှာလဲအပြင်မှာတရေမာတွေတန်းစီနေကြတယ်ထွန်းထွန်းကတကားကိုဖွင့်လိုက်တယ်ဟာမိညို့တို့မိတန်းကြီးတို့တော်တော်ဆိုးတာပဲဟာနင်တို့မပြန်သေးဘူးလားမပြန်ရင်လည်းအောက်ထပ်မှာပဲနေပါလားဘာလို့နေရမှာလဲကလေးလင်များနှစ်ယောက်ရဲ့ချစ်ခန်းကြိုက်ခန်းလေးကိုချောင်းမို့လာတာနင်တို့အားကြကုန်မယ်နော်အားကြလိုက်တာဟဲ့ချစ်ထွေးနဲ့ငါ့ကိုမြင်မြင်လှော်ပေးစမ်းပါအညွန့်စကားကြောင့်အားလုံးပွဲကြသွားတယ်ဟဲထွန်းထွန်းနင့်နှာခေါင်းကဘာဖြစ်တာလဲဟင်ကြည့်စမ်းအားလုံးဝိုင်းကြည့်လိုက်တော့ထွန်းထွန်းနှာခေါင်းမှာမိတ်ကပ်တွေဖွေးနေတာကြောင့်အားလုံးဥတက်အောင်ရီလိုက်ကြတယ်ပါးမှာလည်းနှကန်းတွေနဲ့တော့တော်တော်ဆိုးတဲ့ဟာတွေပြန်ကြတော့ဟာကြာညူကခေါင်းတော်မဖော်နိုင်တော့မပြန်ဘူးထမင်းစားပြီးမှမိုးချုံမှပြန်မယ်ရှက်မနေပါနဲ့ဟာဟိဟိအညွန့်ကပြောရင်းနဲ့တခွီးခွီးရီလိုက်တယ်တန်းတန်းရီကကဲရေချိုးတော့ငါတို့အောက်ထက်ကပဲစောင့်နေမယ်ချစ်တွေ့ရတရုတ်ဆိုင်ကနေထမင်းသွားဝယ်နေတယ်ကြာညူတက်တက်ဒီနေ့လောက်ရှက်ရတဲ့နေ့မရှိတော့ပါကြာညူတို့ရေချိုးပြီးဆင်းလာတော့အောက်ထက်မှာချစ်တွေ့ပြန်ရောက်နေပြီအားလုံးဝိုင်းဖွဲ့ပြီးစားတောက်နေကြတယ်တယောက်နဲ့တယောက်နောက်ကျပြောင်းကြနဲ့ပျော်စရာကောင်းလာနေအပျော်တွေနဲ့ဝေးနေသူကချစ်ထွေနင်းတို့ဘာတွေလက်ဖွဲ့လဲပြောစမ်းထွန်းထွန်းကမေးလိုက်တာကြောင့်
တော်ပြီမပြောနဲ့တော့ဒီမိန်းမတွေမဟုတ်မဟတ်တွေပဲလက်ဖွဲ့မှာပေါ့မောင်မမေးနဲ့တော့ချစ်ထွေးရှိမှာအပျော်လွန်နေတဲ့အဖြစ်မျိုးနဲ့မနေပြခြင်းမှာချစ်ထွေးကိုဂယုဏတက်နေတာကြောင့်ကြာညိုချစ်ထွေးကိုမကြည့်ရဲအောင်ဖြစ်နေတယ်ချစ်အားငယ်ရသူမဲတချင်းကိုမကြာခဏဆိုတတ်တဲ့ချစ်ထွေးအခုရောဘလောက်ထိအားငယ်နေပြီလဲချစ်ထွေးမင်းအရန်ပင်ပန်းနေပြီနော်ကျေးဇူးတင်ပါတယ်ရောက်ခရဲ့ရပါတယ်ကွာငါအเจ้าမဟုတ်ပါဘူးမင်းနဲ့ကြာညိုပျော်ရဲဆိုပြီးရပါပဲမင်းလဲကြရင်ငါတာဝန်ပေါ့ကွာဟုတ်ဘူးလားကြာညိုအဲ့ဒါဆိုတသက်လုံးအဲ့ဒီတာဝန်ကိုထမ်းရတော့မှာမဟုတ်ဘူးအဲ့လိုမစိမ်းကားပါနဲ့ချစ်ထွေးရဲ့ငါ့ကိုတနာပါအောင်ဟဲ့အညွန့်စကားကြောင့်အားလုံးရှည်ပြစ်ကြတယ်ဒီတစ်ခေါက်ထွန်းထွန်းចောင်းပြန်မဖွင့်ခင်ကြာညိုတို့အောင်စီရင်ထွက်တယ်ကြာညိုတို့အုပ်စုထဲမှာတင်တင်အောင်တယောက်ပဲအောင်နေအိမ်အောင်တဲ့2လခွဲတွင်းမှာနေရင်ဘက်ပေါ်တော်မူအိမ်မှာနေလိုက်ညဘက်ကန်းကော်ရိပ်မှာနေလိုက်နဲ့အဆင်ပြေနေကြတယ်ထွန်းထွန်းပြန်ငယ်နီးကြာညိုနေမကောင်းဖြစ်တယ်အဲ့နေ့ကပေါ်တော်မူအိမ်တော်မသွားနိုင်အောင်ခေါင်းထဲမှာမူးနောက်နေတာကြောင့်ဘူးတို့စိုက်ကားနဲ့လွတ်ပြီးထမင်းကြိုက်ယူခိုင်းရတယ်ဘူးတို့ပြန်လာတော့အမေရောအဖွားပါဥရဖားရလိုက်လာကြတယ်ဘလို့ဖြစ်တာလဲတားရဲ့မင်းပြန်ငယ်နီးမှာဖြစ်ရတယ်လို့ကိုရောပူသေးလားကိုကတော့မပူမူးတယ်ပဲပြောနေတယ်ညီလေးဘလို့ခံစားရလဲပြောစမ်းမူးပြီးတော့ရင်ထဲမှာတလက်လက်နဲ့အရန်နေရခက်တယ်ကဲဒါဖြင့်9ကြော်လေးနဲ့ထမင်းလေးနည်းနည်းစားလိုက်နော်အမေကထမင်းပြင်ပေးတယ်ထမင်းစားပြီး10မိနစ်အကြာမှာထိုးအန်တော့တယ်လေးကြီးနင့်သမီးဆရာမကြီးဒေါ်စောမြင့်ကိုတွားပြတခုခုပဲထွန်းထွန်းကကားမောင်းပြီးစေးကန်းလိုက်ပို့တယ်ပြီးတော့အပြင်ကနေစောင့်နေတယ်ကြာညိုတို့ပြန်ထွက်လာတော့ဘာဖြစ်တာလဲမေမင်းကလေးဖေဖြစ်တော့မယ်တဲ့တိတ်တော့မသေးကြသေးဘူး1လလောက်ဆိုရင်တော့စမ်းလို့မရသေးဘူးပြောတယ်ဟာထွန်းထွန်းရဲ့အပျော်မျက်နှာကိုမြင်ရပေမဲ့ကြာညိုမပြောနိုင်ပါကလေးရတာစောလွန်းတယ်လို့ထင်မိတယ်အမေတို့ကိုပေါ်တော်မူအိမ်ထွန်းထွန်းလိုက်ပို့ပြီးကမန်းကရန်ပြန်လာတယ်ကြာညိုငိုနေတာတွေ့တော့ကြာညိုဘာလို့ငိုနေတာလဲကွာဒါငိုစရာမှမဟုတ်တာယောက်ျားယူလို့ကလေးရတာဘာဆန်းလို့လဲဒါတော့ဒါပေါ့မောင်ကပြန်တော့မဲ့ဟာဦးမောင်ပြန်သွားလဲအမေတို့ရှိတာပဲလေဟိုအိမ်မှာအနံ့သက်တွေနန်းလို့တဲ့အဖွားဒီမှာလာနေပြီးမှာပဲဟာဘာမှအားမငယ်ပါနဲ့နော်မောင်စိတ်မဖြောက်အောင်မလုပ်ပါနဲ့ကွာမောင်ကြာညိုမခွဲနိုင်ဘူးမောင်မရှိရင်ကြာညိုမနေတတ်တော့ဘူးအကြာကြီးခွဲရမှာမဟုတ်တာခဏခဏပြန်လာမယ်နော်ကဲကြည်နဲ့တော့ကန်တရားကြာညိုဘက်မှာရှိပါတယ်ထွန်းထွန်းပြန်သွားပြီး2ပတ်ကြာအခြေအနေရကြောင်းခဏပိတ်လို့ပြန်လာရတာကြောင့်ကြာညိုအရန်ပျော်ခဲ့တယ်တလကြာစေးကန်းပြကြည့်လိုက်တော့တကယ်ပဲကြာညိုကိုဝင်ရှိနေပြီအဖေကအလွန်ဝမ်းသာနေတယ်ကြာညိုအားရှိအောင်အစားတော်များများစားနော်တလတွင်အရန်ပိန်သွားတယ်ဒါများပူးမနေနဲ့တားရီနောက်ဆိုစားလုံးလို့တားယူရမှာထွန်းထွန်းနဲ့နေရတဲ့အချိန်ကနေပါလာတယ်ထွန်းထွန်းပြန်သွားပြီးကြာညို့ကိုအမေတို့ကအဖွားနဲ့ပဲကန်းကော်ရိပ်မှာထားတယ်ထွန်းထွန်းကြောင်းမပိတ်ခင်စောင်းကုံတွေအကူးမှာကြာညိုတယောက်တအူးလေးမွေးဖွားတယ်တတုံးတခဲနဲ့ချစ်စရာကောင်းလာတယ်တအိမ်လုံးအလုံးရှုပ်ကုန်တာကြောင့်ချစ်တွေခွင့်ယူလိုက်ရတယ်ကြာညိုနင်ဘလောက်ထိအထွန်းကိုချစ်လဲဆိုတာဒီကောင်ကြီးကိုကြည့်ရနဲ့သိပြီအထွန်းနဲ့ချွတ်စွပ်ပဲဟာချစ်တွေအထွန်းကိုတန်ကြိုးရိုက်လိုက်အောင်နော်အေးပါနင်ပြောတာတော့နောက်ကျနေသည်ထွန်းထွန်းကြောင်းပိတ်လို့ပြန်လာတော့သူ့သားကိုချစ်လို့မဆုံးမြူလိုက်တိုင်းတခိခိရှိနေတတ်တာကြောင့်တွေးတဲ့သူတိုင်းချစ်ကြတယ်အဖေကဆရာတော်စီကိုရှောက်ထားတော့အင်္ဂါသားဖြစ်တာကြောင့်စိုးထွန်းနိုင်ဆိုတဲ့နာမည်ပေးတယ်ထွန်းထွန်းတတိယနေ့ကျောင်းပြန်ဖွင့်တော့သားနဲ့ဇနီးကိုမခွဲနိုင်အောင်ဖြစ်နေတယ်ကြာညိုကန်းကိုရိပ်မှာပဲအမြဲနေပါလားကွာဟိုမှာအနံ့သက်တွေနဲ့ကလေးကျမ်းမာကြီးထိခိုက်မှာဆိုလို့ဘယ်လိုပြောလိုက်တာလဲမောင်ရဲ့အမေတို့ကြာရင်စိတ်မကောင်းဖြစ်နေဦးမယ်ကြာညို့ကိုလည်းအိမ်မှာပဲမွေးခဲ့တာလေဒါတော့ဟုတ်ပါတယ်ဟိုမှာအလုတ်သမားတွေခြိကြတာရဲ့ဟိုလူကနန်းဒီလူကနန်းနဲ့ကလေးကိုယောဂါတွေဖြစ်မှာဆိုလို့ပါဟိုတနေ့ကပြန်လာတော့ကလေးကိုမှအနံ့နေတောင်ကပ်ပါလာတယ်တော်တော့မောင်ကိုအဲ့ဒီအနံ့နေရပဲဆရာဝန်ဖြစ်အောင်လမ်းခင်းပေးခဲ့တာမဟုတ်ဘူးလားအခုတစ်ပတ်မောင်ကိုကြည့်ရတာဟိုဟာရှွန်းသလိုလိုဒီဟာရှွန်းသလိုလိုနဲ့ကြာညိုစိတ်ဆိုးမှန်းပြီးတော့မောင်ကပဲချော့ပြန်နေကဲပါကွာယောက်ျားကစိုးရင်လို့ပြောတာစိတ်ကြီးပဲ
နောက်မပြောတော့ဘူးနော်ထွန်းထွန်းပြန်သွားပြီးနောက်လွမ်းပြီးကြံရိတ်ခဲ့ရသူကကြာညိုပါကလေးတစ်ဖက်နဲ့ကန်းကော်ရိပ်မှာနေလိုက်ပေါ်တော်မူမှာနေလိုက်နဲ့အချိန်ကြီးတစ်ဖြည်းဖြည်းကုန်လာခဲ့တယ်တားကိုတစ်နှစ်ပြည့်မွေးနေ့လုပ်ပေးအောင်မယ်လို့အဖေကပြောတယ်အဖေကသူ့မြီးလေးကိုလက်ကနေမချနိုင်လောက်အောင်ချစ်လွန်းနေတနေ့တော့ကြာညိုတို့ရဲ့အတိုက်မြုံလေးကိုကြေကွဲစရာဖြက်စီးခံလိုက်ရတယ်အဖေကထွန်းထွန်းကိုငွေပို့ဖို့မော်လမြိုင်ကကုန်တယ်ဒီစီစံပိုးငွေတွားတောင်းရင်းနဲ့ပေါင်မျိုးမရောက်ခင်မှာကားမောက်ပြီးကွယ်လွန်သွားရှာတယ်အဖေလောင်ဆေးရုံရောက်တော့အမေတက်သွားသလိုကြာညိုလဲတတိလက်မတက်ခံစားခဲ့ရတယ်အဖေကခေါင်းထိပြီးအတွင်းကြီးကြေသွားတာကြောင့်ကားမောက်တာနဲ့မတူပဲအိပ်ပျော်နေတယ်လို့တောင်ထင်ရတယ်အဖေသမီးတို့ထားခဲ့ပြီလားဖေရဲ့ကြာညိုလူးလိမ့်နေအောင်ငိုခဲ့တယ်ကြာညိုတို့အိမ်ပြန်ရောက်တဲ့အခါခြံထဲကတပည့်တွေလည်းကြွတ်ကြွညံအောင်ငိုနေကြတယ်အမေကခဏခဏတက်သွားသလိုအဖွားကလည်းတတိလက်သွားပြန်နေဒီကြတဲ့ဒေါ်ငင်ကလည်းအမေနဲ့ပြိုင်အော်ပြီးတော့ငိုရင်းတက်သွားပြန်သေးတယ်အမလေးအကိုကြီးရဲ့ကျေးဇူးရှင်ကြီးရဲ့တန်းရီတို့ပြစ်သွားပြီလားဟင်ကြာညိုရဲ့တငယ်ချင်းတွေတတိမီးရောက်လာတော့ကြာညိုဖြေမစဲနိုင်အောင်ငိုရပြန်နေချစ်ထွေးရအငိုမျက်နာနဲ့ကြာညိုကိုအားပေးတယ်ကြာညိုရဲ့နေအရန်ကိုတော့အဖွားတို့ဒေါ်ကြီးတို့ဘလို့နေမလဲဟာနင်းသားလေးကလည်းရှိသေးတယ်လေငါလည်းအရန်ခံစားရပါတယ်ဟာငါကျေးဇူးရှင်ငါထမင်းရှင်ပါချစ်ထွေးရကြာညိုကိုနှစ်သိမ့်မိမဲ့သူ့ပါရောပြီးငိုလိုက်တယ်ချစ်ထွေးအထုံးနဲ့အသိပေးလို့မဖြစ်ဘူးနော်တပတ်ခါဆိုသူဆောင်မွေးဖြေရတော့မှာငါသိပါတယ်ဟာအထုံးကိုလည်းမဆောင်တော့ဘူးသူဆောင်မွေးပြီးရင်ပြန်လာမှာပဲဆိုတော့ဒီရောက်မှပြောတာပေါ့ရက်လေတဲ့ညကအမေအိပ်ရာထဲကနေမထနိုင်တာကြောင့်ကြာညိုစီစဉ်စရာရှိတာတွေစီစဉ်ရတယ်ချစ်ထွေးမနေ့ပြန်ရစားပြီးငါကန်းကိုရိတ်ကနေဒီကိုပြန်ပြောင်းလာမယ်နေအိမ်ကိုသွားဆောင်ပေးနိုင်မလားငါဆောင်ပေးနိုင်ပါတယ်ဟာဒါမဲ့အဖွားနဲ့ဒေါ်ကြီးကအရန်ခံစားနေရတော့ငါစိတ်မချဘူးဟာငါဒီကနေရုံးတက်မယ်ဒီမှာပဲအိမ်မယ်လောလောဆယ်တော့အဆောင်တယောက်လောက်ပို့ထားလိုက်မယ်လေဟိုဘက်ခြံဘာကြီးတာရင်ကိုပြောကြည့်လိုက်မယ်မကောင်းဘူးလားနင်းတင့်တော်သလိုသာစီစဉ်မှာတော့ဟဲ့ငါတော့ဘာလို့လို့ရမှန်းကိုမသိတော့ဘူးအဖေရဲ့အဖေသေးဖို့စောပါသေးတယ်အဖေမြေးလေးကိုကင်မွတ်တက်ပွဲလေးတောင်မလုပ်ပေးနိုင်ခဲ့ဘူးနော်သမီးဘလို့ဖြေရမှာလဲအဖေရဲ့တော်ပါတော့ကြာညိုရဲ့အဖမရှိတဲ့နောက်နေအထုံးဆရာဝန်ဖြစ်အောင်လုပ်ပေးရအောင်ပါနေအရှင်လို့ပေါ့နေပေါ့စားလို့မရတော့ဘူးနော်အထွန်းကြောင်းပိတ်လို့ပြန်လာတဲ့အခါကြာညိုကိုအပြစ်ပြောလို့မဆုံးတော့အမေနဲ့ကြာညိုကဖြစ်ချောင်းကုန်စင်ပြောပြလိုက်တော့တောက်တစ်ခေါက်နဲ့အထွန်းကိုတော့ကြာညိုကအစ်စ်တီပြန်ဖြစ်ပြီးငိုလို့မဆုံးနိုင်တော့ချစ်ထွေးမင်းငါ့ကိုအကြောင်းကြားပါတော့လားကွာဆောင်မွေးမဖြေရလဲဘာဖြစ်လဲငါလည်းအဖေကိုနောက်ဆုံးတွေ့ချင်တာပေါ့ကွာမင်းမိမကိုပြောသူ့အတန်းတန်တားလို့ငါမပြောတာဟုတ်ပါတယ်သားရဲ့တည်တဲ့လူကလည်းတည်ပြီပဲသားတစ်နှစ်နစ်နာသွားမှစိုးလို့ပါကြာညို့သဘောကြီးပဲလည်းမဟုတ်ပါဘူးကွယ်အမေဆန္ဒလည်းပါပါတယ်ထွန်းထွန်းကြောင်းပြန်တက်ရတော့ထွန်းထွန်းရဲ့ကြောင်းစရိတ်တွေကအမေနဲ့ကြာညို့ကောင်းပေါ်ပုံကျလာခဲ့တယ်ဒီနှစ်စပားရိတ်သိမ်းပြီးကြတဲ့ကလဲတွေကိုဦးလေးဖိုးမောင်လုံနိုင်တဲ့လောက်ပေးပြီးကျန်တဲ့ဧကတွေကိုတီးစားချထားလိုက်တယ်ထွန်းထွန်းပြန်ပြီး3လကြာမှအဖွာလဲတမတ်စိတ်ကြောင့်အဖေနောက်ကောက်ပါအောင်လိုက်သွားရှာပါတယ်အဖွာရဲ့မြေးကိုထားခဲ့ပြန်ပြီပေါ့သမီးတို့အိမ်မှာကြိုစိုးဝင်လာကြည်လားကြာညို့ကိုအသက်တမျှချစ်တဲ့အဖွာဆုံးသွားတာကြောင့်ကြာညို့အယမ်းခံစားရသလိုအမေကလည်းတရှောင်ရှောင်ဖြစ်လာတယ်အဖွာကွယ်လွန်ပေမဲ့အထွန်းကိုပြန်မခေါ်ပဲစာရေးပြီးအတိပေးလိုက်တယ်ကြာညိုအမေကိုအဆုံးရှုံးမခံနိုင်တော့တာကြောင့်အလုပ်ကိုလျှော့လိုက်ရတယ်။သားကိုထိန်းချောင်းမှုရွာရဲရမတ်ချိုကိုမနဲ့သွားညပြန်ခေါ်ထားလိုက်တယ်။ဈေးထဲမှာဆိုင်ငန်းတစ်ခန်းဝယ်ပြီးမမကျူကိုငပိဆိုင်ထွက်ခိုင်းနေ။အမေကတလက်ကြာညိုကတလက်ကြီးကြက်ပေါ့။တနေ့ကိုအချိန်90လောက်ကုန်အောင်ရောင်းရတယ်။မမကျူကိုတော့ရောင်းရသမျှအချိုးကျခွဲဝေပြီးတယ်။အိမ်မှာလာဝယ်တဲ့သူတွေကိုတော့ဒေါ်တန်းရီနဲ့လွှဲထားလိုက်တယ်။နေဦးတော့ဦးကြောက်တို့ကလိုက်ပို့တယ်။လေယာလောက်ကင်ခြင်းမရှိတော့
အလုတ်သမားတွေနဲသွားလိုက်တာအယောက်30လောက်သာရှိတော့တယ်။ထွန်းထွန်းကြောင်စီကလည်းအရင်နှစ်တွေထက်2ဆလောက်တက်လာခဲ့တယ်။သားလေးရဲ့ရှေ့ရေးကလည်းရှိသေးတာကြောင့်ကြာညိုအမေကိုစားရှာရပြီပေါ့။စိတ်မကောင်းစရာတစ်ခုကချစ်ထွေးစရာကရန်ကုန်ပြောင်းလို့သူ့ကိုပါပြောင်းရအောင်စီစဉ်ပေးရင်ချစ်ထွေးပါလိုက်ပြောင်းရမယ်လို့ဆိုလာတယ်။ချစ်ထွေးအတွက်ဝမ်းသာရပြီမဲ့တကယ်တမ်းချစ်ထွေးအဝေးသွားရမယ်ဆိုတော့စိုးရိမ်တယ်လို့ဝမ်းနဲ့ခံစားရပြန်နေ။နေရတကယ်သွားတော့မှာပေါ့နော်။ကောင်းပါရဲ့ဟာချက်ချင်းတော့မဟုတ်သေးပါဘူးဟာ။လောလောဆယ်ငါဆရာကိုလိုက်ပို့ရင်းနဲ့တင်တန်းတစ်ခုတက်ဖို့စီစဉ်ပေးမယ်တဲ့။မိုးမှန်တင်တန်းပေါ်ဟာအဲ့မှာနေဖို့ထိုင်ဖို့အဆင်ပြေရင်တော့ငါပြောင်းဖို့ရှောက်မယ်။ငါကတော့အထုံးပွဲရမှပြောင်းချင်တာပါ။နင်းတို့သားမီးကိုစိတ်မချလို့လေ။မဟုတ်တာချစ်ထွေးရဲ့သွားပါဟာနင်းတက်လက်မယ်။နေရန်ကုန်မှာရှိတော့လေအထွန်းနဲ့အမြဲတမ်းတွေ့နိုင်တာပေါ့။ပါလေနေရအထွန်းကိုစိတ်မချဘူးပေါ့။စိတ်မချလို့မဟုတ်ပါဘူးဟာ။ဒါမဲ့ငါဒီအိမ်မှာနေတာသူကြိုက်ပုံမရဘူး။ပြီးတော့ငါအခုဆိုရင်အမေနေရဝေယူနေရပြီဆိုတော့အရှင်တခါပြန်လာတော့ငါခန္ဓာကိုယ်ကရေမွေးနှံ့ပြောက်ပြီးငါညီနဲ့နေရောက်နေပြီတဲ့လေအရင်တော့ငပိရီအင်မတန်ကြိုက်တဲ့သူကအခုကျငပိရီမစားတော့ဘူးဟာအပြောင်းလေးတွေပေါ့ဟာလက်တွေ့ကြကြအလုတ်တွေကိုယ်တိုင်လှုပ်ကြည့်မှမလွယ်ကူမှန်းသိလာရတယ်အရင်ကကြာညိုပေါ်ကျော်နေရတာကိုနောင်တရမိတယ်ငပိလုပ်ငန်းကိုဖျက်သိမ်းပြီးအထည်ဆိုင်လေးဖွင့်ကန်းကော်ရိပ်မှာစတိုးဆိုင်လေးဖွင့်ပြီးနေဖို့စိတ်ကူးမိပေမဲ့ကြာညိုတို့အလုပ်ကိုမိခိုစားတောက်နေရတဲ့အလုပ်သမားတွေကိုပြန်ခဲ့ရတယ်။ထွန်းထွန်းကလည်းနောက်3-4နှစ်ကျန်သေးတယ်။အခုဆိုရင်ငါးဖမ်းတဲ့သူတွေကိုငွေကြိုပေးဖို့ဦးလေးဖိုးမောင်ကပဲတာဝန်ယူပေးတယ်။ငပိရီကမြမယိုရအစားအစာဖြစ်ပေမဲ့ငပိလုတ်ပုံလုံးနီးတိရှိသူနှဲပါလာတယ်။ငပိတအိုးရဖို့လောက်ရတာကလည်းလက်ဝင်လာတယ်။အစင်စင်လောက်ရတယ်။ငါးတွေကိုတန့်စင်ရမှာမျက်ပင်နဲ့အမိုက်တွေမပအောင်လို့ဂယုဆိုင်ရတယ်။ငခုံးမငပိလောက်ရမှာလဲတဲချီမပါအောင်ရေစင်စင်ဆေးရတယ်။အဲ့ဒီဆေးကြောပြီးတဲ့ရေတွေကိုစင့်အင်ုံနေနဲ့ခံထားရတယ်။ဒါမှသာအပေါ်ဝေးတက်လာတဲ့အစီတွေကိုစစ်ယူပြီးငါးစီချက်ရတယ်။အလေလွင့်တွေကငွေပြန်ရှာရတဲ့အလုပ်ပေါ့။စားသိတဲ့အခါမှာလဲအမေကိုယ်တိုင်အနာကနေလာပြပေးတယ်။အလုပ်သမားတွေလုပ်ပေမဲ့ကြာညိုကဝင်လို့ရသေးတယ်။တန်းစင်ပြီးတဲ့ငါးတွေကိုအပုတ်ခံပြီးနောက်ရက်မှာရေပြန်စေးပြီးစားသိရတယ်။တညစားသိပြီးတဲ့ငါးတွေကိုစင်ပေါ်မှာ2ရက်လောက်ပြန်လှမ်းရသေးတယ်။6တွေ့တဲ့ငါးလေးတွေကိုတစ်သားစုံမှာစားနဲ့ရေအနှဲငယ်ထည့်ပြီးထောင်းရတယ်။ထောင်းတဲ့အခါတစ်သားကြပွေးနဲ့မထောင်းရပဲဝါးတွေကိုစိတ်ဖြာပြီးအချွန်လေးတွေဖြစ်အောင်လှုပ်ထားတဲ့ဝါးကြပွေးနဲ့ထောင်းရတယ်။ဒါမှပဲငါးတွေအားလုံးမကြည့်ပဲထပ်ပိုင်းဖြက်လေးတွေဖြစ်ကုန်တာ။နောက်တစ်ချိန်ကြေသွားတဲ့ငါးတွေကိုနေပြန်လှမ်းပြီး6တွေ့တဲ့ငါးဘက်လေးတွေကိုစင်အိုးထဲမှာငါးတစ်ထက်စားတစ်ထက်တစ်သားကြပွေးနဲ့ဖိထည့်ရတယ်။စင်အိုးနှခမ်းလောက်ထိကြက်နေအောင်ဖိထည့်ပြီးလောက်တည်ရွက်တွေဖုံးအုပ်ပြီးဝဘိုးဝါဖက်တွေနဲ့အပေါ်ကနေဖုံးစင်အိုးအဝါနဲ့တိုင်းပြက်ထားတဲ့ဝါတုပ်တွေနဲ့အပေါ်ကနေကုတ်နှိပ်ပြီးတိတ်ထားရတယ်။ငါးနဲ့စားနဲ့တွေ့တဲ့အခါအပေါ်ကိုအရည်တွေစိမ့်ထွက်လာခဲ့တယ်။အဲ့ဒီအရည်တွေကိုခတ်ပြီးအိုးတစ်လုံးနဲ့ထည့်ထားပြီးငါးငန့်ပြားရေးအဖြစ်ရောင်းချရတယ်။ဘေးထွက်ဆိုးကျိုးမရှိပဲအရသာပိုကောင်းလာတယ်။ငပိလို့ရမှာအခုငပိဖြစ်တာမဟုတ်ပဲ6လတစ်နှစ်ထားမှနှက်ပြီးတော့မွေးကြိုင်တဲ့ငပိကိုရရှိတာဖြစ်တယ်။ငါးကြီးငပိလို့ရမှာထောင်းစရာမလိုပဲဘိုက်ဖောက်အကြေးထိုးအပုတ်ခံပြီးရေပြန်စေးစားသိပ်ပြီးနေလန်း6သွေးတဲ့ငါးတွေကိုစင်အိုးထဲမှာစားနေတော့ရောနောထဲ့သိပ်ဖို့သာလိုတယ်။အချိန်ကြာမှအိုးဖော်တဲ့ငပိတွေကငပိကောင်းဖြစ်တယ်။ငပိတွေလောင်းမတက်ဖို့ထားတူမှုကလည်းအရေးကြီးတယ်။ကြာညိုတို့ငပိကတန်ရှင်းရေးနိုင်နေခြင်းစားမငန်ခြင်းကြောင့်နာမည်ကောင်းရနေခြင်းဖြစ်တယ်။ကိုယ်တော်ထဲမှာရာဝင်အိုးအလုံး100မကားရှိတယ်။ငပိတူလောင်မှုကိုတက်တန်းအလိုက်ခွဲထားရတယ်။နှွေဘက်ငါးများများရရင်ရတယ်လို့များများလှုပ်ထားမှရောင်းဖို့အလင်းမိတယ်။သမီးရဲ့သမီးကြီးရတာခမောက်တစ်လုံးနဲ့ပင်မလိုက်တာအမေတို့မှလည်းပစ္စည်းတွေအများကြီးရှိတာပဲအလုပ်တော့ရှော့လုပ်ပါခွဲအမေကလည်းငပိအမြက်ကဘလောက်ရလဲဆိုတာအမေလည်းသိတာနဲ့အထွန်းဆရာဝန်ဖြစ်တော့တမျိုးစဉ်းစားကြတာပေါ့နော်မေအထွန်းချောင်းပေးရပြန်လာတဲ့ခါမှာချစ်ထွေးရတင်းတန်းတက်ဖို့သွားလေပြီကိုထွန်းရောက်လာကလေးကကလေးထိတ်အလုပ်ကိုလုပ်ပေးတယ်
တားကြီးကလည်းစကားပြောတဲ့စာပြုတ်လာတော့ဖအေးနဲ့အတော်ကိုအလွမ်းတင်နေတယ်။တားကြီးရေကြားကြဖေဖေရပင်မလဲလို့ကိုထွန်းကမေးရင်အဖေရင်ဘက်ကိုပုတ်ပြတတ်တယ်။ကိုထွန်းရောက်ကြတဲ့ကတခြားသူနဲ့တောင်ကလေးရမလိုက်တော့ကိုထွန်းရေမိုးချိုးပြီးတဲ့အခါမှာလဲဖေးနဲ့အော်ခေါ်နေတတ်တယ်။ကြာညူရဲ့မင်းလဲဝါတုတ်ပြီးအသားတွေကိုမဲလို့နေပူတဲ့အရန်ထွက်နေရပြီထင်တယ်။အသက်22နှစ်ပဲရှိသေးတာအရွယ်နဲ့မလိုက်အောင်ကျန်းနေပြီနော်။ဒီလိုပဲပေါ့မောင်ရဲ့လင်းအတွက်သားအတွက်လုပ်ရတာပေါ့။မောင်ရှာကျွေးတဲ့ချိန်ကိုကြာညူလက်ချိုးပြီးစောင့်နေမယ်လေ။သားကမောင်နဲ့တူလို့လားမသိဘူး။အရန်ချော့တယ်နော်။မောင်လိုပဲဆရာဝန်ကြီးဖြစ်အောင်လုပ်ပေးရမယ်သိလား။ဟုတ်ပါတယ်။ကြာညူနဲ့တူရင်ရုပ်ဆိုးမှာလိတ်မျိုး။ကြာညူကသားဖားနှစ်ယောက်ကလူကြီးစဲနေတာကိုကြည့်ပြီးပီတိဖြစ်မိတယ်။မောင်ဒီတစ်ခါပြန်ငွေဘယ်လောက်ယူသွားမလဲ။ပိုလိုတော့ထည့်ပေးလိုက်ပါ။စာအုပ်တွေဝယ်ရတာအရန်စိတ်ကြီးတာ။မောင်လဲအားနာပါတယ်ကွာ။အပေါင်းအသင်းနဲ့လက်ဖက်ရည်ဆိုင်ထိုင်ရင်တော့သူရှင်းကိုရှင်းနေဆိုတော့ကုန်နေ။အော်ဒီမှာရှင်းရောက်ခမအဖေဝတ်တဲ့လက်စွပ်ကိုပြန်ပြီးတော့ပြင်ထားတယ်။မောင်ပေးလိုက်ပါတဲ့။ရှော့မောင်ကကြာညိုပေးတဲ့စိန်လက်စွပ်ကိုကြည့်ပြီးဝမ်းသာစွာဝစ်ဆင်လိုက်တယ်။လက်ထက်လက်စွပ်တော့မချွတ်လိုက်ပါနဲ့နော်။အရင်ကလက်စွပ်ကိုတော့ပြန်ထားခဲ့စိန်လက်စွပ်ကိုဝစ်သွားပေါ့။ကြိုက်ရလား။ကြိုက်တာပေါ့ကွာ။မောင်ပါတော့နင်းနေပူပြီးပြောင်းသွားသလိုပဲ။ကြာညိုကထွန်းထွန်းလက်စွပ်ဝစ်ပြီးပီတိဖြစ်နေတာကိုကျေနပ်စွာကြည့်နေတယ်။မိမရဲ့မင်းလည်းပြင်းပြင်းစင်စင်နေပါဦး။အရင်ကရေမွေးတိတ်ကြိုက်တဲ့ငါမိမရေမွေးနှံကိုမရတော့ဘူး။ဘဝဘေးချီနေပေါ့မောင်ရဲ့ဒီခေါက်ပြန်လာတာချစ်ထွေးကိုမတွေ့ရတော့စိတ်ထဲတော့မကောင်းဘူးချစ်ထွေးရရန်ကုန်အပီးပြောင်းသွားတာလားယင်သူ့တက်လန်းအတွက်ပဲမောင်ရဲ့ပြောင်းရမှာပေါ့လောလောဆယ်တော့တင်းတန်းသွားတတ်တာလေတာကြီးဆိုးတွန်းနိုင်2နှစ်ခွဲပြည့်တဲ့နေ့မှာသမီးငယ်လေးကိုမွေးဖွားခဲ့တယ်ကျောင်းမပိတ်ပေမဲ့မောင်ကကြာညိုတို့ကတိလင်နာနိုင်မှာစိုးလို့ဆိုပြီးခွင့်ယူပြီးပြန်လာတယ်မောင်ကလက်တွေ့လဲဆင်းနေရပြီမို့စေဝါအကြောင်းအတော်နားလည်နေပြီအမေကကလေးငယ်သေးလို့ခန်းကိုရိတ်မှာပဲထားတယ်။တားကြီးကဖအေးပြန်လာရင်မခွဲနိုင်တာမို့မောင်ကတားနဲ့တခန့်အိတ်ကြတယ်။အိမ်မှာဘူးတို့ပြင်မိဖွားကစားဖြစ်လို့မမကျူကလာရောက်ပြုစုပေးတယ်။ပေါ်တော်မူအိမ်မှာကအမေမရှိရင်မဖြစ်တာကြောင့်ဒေါ်ငယ်တို့သားမိကိုအဖော်ရအောင်လို့အောက်ထပ်မှာထားတယ်။သမီးလေးကတားကြီးလို့မဟုတ်အလွန်အေးချမ်းနေငိုရာရီရာတိတ်မရှိကိုထွန်းကသမီးကိုလာပြေးနေမှမွေးတာကြောင့်ခင်ဆန္ဒထွန်းလို့နာမည်ပေးတယ်။သမီးရဲ့ပါဖောင်းဖောင်းလေးတွေကြည့်ပြီးမောင်ကကြာညိုနဲ့တူတယ်လို့ပြောတယ်။အသားကသားကြီးလောက်မဖြူပေမဲ့မျက်ခုံးမျက်လုံးနှာရန်အစပြီးဘာမှအဖြစ်ပြောစရာမရှိသလိုမျက်ခုံးမွေးလေးတွေမဲနဲ့ပြီးတန်းတန်းလေးဖြစ်နေတာကထူးခြားနေတယ်။သမီးစပင်လေးတွေကနတ်မောင်းနေရပဲနော်။ကြာညိုရဲ့စပင်တွေတိုင်းပဲ။ထွန်းထွန်းကသူ့သမီးကိုချစ်လို့မဝနိုင်အောင်ရှိနေတော့တယ်။မောင်ကပွဲရဖို့2နှစ်ကျော်တောင်လူသေးတယ်။ဒီလိုသာ2နှစ်တယောက်မွေးနေရင်ဒုက္ခပါပဲ။ကလေးတယောက်မွေးရတာမလွယ်ဘူးမောင်ရဲ့။အလုတ်ကတစ်ဖက်မောင်နောက်တစ်ခါပြန်လာရင်မောင်ဆရာတွေကိုမေးခဲ့ပါလားကွယ်။အေးလေမောင်စုံစမ်းခဲ့ပါမယ်။ဒီအတွက်တော့ပူးမနေပါနဲ့။ထုံးလုံးပြန်ပြီး2ပတ်ကြာမှချစ်ထွေးတင်တန်းကနေပြန်ရောက်လာတယ်။ချစ်ထွေးရရန်ကုန်ပြောင်းဖို့ရှောက်လွာတင်ခဲ့ပြီးဆိုတာကြောင့်ကြာညိုဝမ်းနဲ့ဝမ်းသာဖြစ်ခဲ့ရတယ်။ကလေးတလားပြည့်တဲ့နေ့မှာကြာညိုပေါ်တော်မူအိမ်ပြန်ပြောင်းခဲ့ပြီးအမေညီမ2ဝန်းခွဲရဲ့သမီးမိစုကိုအိမ်မှာခေါ်ထားလိုက်တယ်။ကလေး2ယောက်ကိုထိန်းဖို့အမျိုးသမီး2ယောက်ခေါ်ပြီးမဲ့လေအလုံးနဲ့လူမနိုင်ခြင်းချစ်ထွေးရအားရင်အားသလိုအမေကိစ္စကြာညိုကိစ္စတွေကူလုပ်ပေးနေစေဖြစ်တယ်။ချစ်ထွေးရပြန်လာပြီးကတည်းကခန်းကိုရိတ်မှာအဘဦးတာရင်နဲ့နေပြီးစောင့်ပေးတယ်။ဒီနေ့ဆောင်မွေးပြီးတော့မောင်ပြန်မလာနိုင်မဲလက်တွေ့စာမေးပွဲအတွက်စားချက်နေရတယ်လို့ပြောတယ်။သမီး6လပြည့်တော့ဓာတ်ပုံရိုက်ပြီးပို့လိုက်တယ်။ငွေထပ်ပို့ပါဆိုလို့ကြာညူငွေလွှဲပေးလိုက်ရတယ်။ဒီတော်တွင်ချစ်ထွေးရန်ကုန်ပြောင်းမှုဖြစ်လာတယ်။ညဘက်အမီတို့ဒေါ်ငယ်တို့ကိုကြော့တဲ့အခါကြာညူစိတ်မထိန်နိုင်မဲငိုချလိုက်မိတယ်။ငါရုံးပိတ်တာနဲ့ပြန်လာမှာပေါ့ဟာ။ငါလည်းမပြောင်းချင်ပါဘူး။နေရတိုက်တွန်းလုံးလို့သာငါပြောင်းရတာ။ချစ်ထွေးနေဟိုရောက်ရင်ကိုထွန်းဆောင်မကြခဏသွားပါနော်။စိတ်ချပါဟာငါသွားပါမယ်။တကယ်တည်းသူ့ယောက်ျားကိုစိတ်မချဖြစ်နေတာ။အမေကချစ်ထွေးကိုငွေ1000ထုတ်ပေးတယ်။ချစ်ထွေးဟိုရောက်လို့ကြောင်းတက်ဖြစ်ရင်ဒေါ်ကြီးစီကငွေလမ်းမှာနော်။အော်ကျေးဇူးကြီးမားလာပါတယ်ဒေါ်ကြီးရဲ့။